ဝမိကဆိုတာဗမာလိုတောင်ပူကြီးလို့အဓိပ္ပာယ်ရတယ်ဘုန်းတို့စစရင်ဒီတရားကိုကြားဖို့စကြားဖို့တော့ဆိုရင်အလွန်အံ့ဩတယ်ပေါ့နော်ဒေသနာအရာမှာနော်အလွန်လဲသဘာဝကျတယ်နဲ့နဲတဲ့တရားတွေကိုသိအောင်ပြောတဲ့နေရာမှာအလွန်မှပညာသားပါတယ်လို့စိတ်ထဲမှာခံစားရတယ်ပေါ့တရားဘာဝနာကြိုးစားအထောက်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်ကျွမ်းကျင်ခြင်းကိုဒီသုတ်တန်လေးကိုနားလည်ထားတဲ့တယ်လို့ထင်ပါတယ်တရားရှုကြတယ်ဆိုတာတရားရှာကိုမှတွေ့ဆိုတဲ့အတိုင်းကိုယ်ခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုကိုယ်တိုင်အမှန်ကန်သိဖို့အတွက်ကိုယ်ခန္ဓာကိုယ်ကြီးကိုပဲမလုပ်တာတော့တတိထားပြီးတော့စူးစမ်းတယ်လေ့လာတယ်အမှန်သိအောင်ကြည်တယ်ဉာဏ်နဲ့ရှုတယ်နားလည်အောင်ကြိုးစားတယ်အဲ့လိုခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုနားလည်အောင်ကြိုးစားတဲ့နေရာမှာဒီသုတ်တန်ကအများကြီးအထောက်အကူပြုနိုင်တယ်ပေါ့နော်အဲ့တော့ဘုန်းတို့ဘာကြောင့်ဒီသုတ်တန်လေးဖြစ်ပေါ်လာတော့ဒီသုတ်တန်ဖြစ်ပေါ်လာခြင်းရဲ့အကြောင်းကလည်းပဲစိတ်ဝင်စားတဲ့အကောင်းတယ်မြတ်စွာဘုရားလက်ထက်တော်ခါကစမ်းကြဲတဲ့တရားစကားကိုပြောတဲ့နေရာမှာဣတတဲရတယ်ဣတတဲဆိုတာအဲ့ဒီကိစ္စမှာသူအသာဆုံးပဲနော်သူ့ထက်သာလွန်တဲ့ပုဂ္ဂိုလ်မရှိဘူးဆိုတာကိုဣတတဲရတယ်လို့ပြောတာစမ်းကြဲတဲ့တရားစကားကိုပြောတဲ့ဟောတဲ့နေရာမှာဣတတဲရတာကဘယ်သူတုံးဆိုတော့ရှင်ကုမာရကတ္တပမထေတဲ့အဲ့ဒီရှင်ကုမာရကတ္တပမထေမေးလို့မြတ်စွာဘုရားဖြေခဲ့တာအဲ့ဒါဒီသုတ်တန်ကိုမေးဖြေပြီးတော့နားလည်မှုတွေမြင့်မားပြီးတော့ဒီသုတ်တန်ဒီဟူသောအကျိုးကျေးဇူးကြောင့်ဒီသုတ်တန်ကိုနာကြားရခြင်းဟူသောအကြောင်းတရားကသူ့ကိုအရဟတမေဉာဏ်အရဟတဘုံဉာဏ်ရဖို့အတွက်အလွန်ကြီးမားတဲ့အကြောင်းတရားတစ်ခုအနေနဲ့အကျိုးကျေးဇူးပြုတယ်အဲ့ဒါသူယန္တာဖြစ်တယ်လို့ဆိုကြပါစို့အဲ့ဒီရှင်ကုမာရကတ္တပဆိုတာကသူ့ဘဝကစိတ်ဝင်စားပွဲကောင်းတယ်ဆိုတာတဲ့သူ့မေတော်ရဲ့ဘဝကပို့ပြီးတော့စိတ်ဝင်စားတဲ့ကောင်းတယ်အဲ့ဒါကတစ်ချိန်မှာအတ္တဟိအတ္တနောနာထောလို့အစချီတဲ့အလွန်နာမည်ကြီးတဲ့ဂါထာတစ်ပုဒ်ဖြစ်ပေါ်လာခြင်းရဲ့အကြောင်းတရားအနေနဲ့သူ့ရဲ့မေတော်ကထင်ရှားတယ်အဲ့ဒါသူ့မေတော်အကြောင်းကိုပြောလို့ရှိရင်ဒီပြောခြင်းနဲ့အဓိကရည်ရွယ်ထားတဲ့ဒီသုတ်တန်အကြောင်းကိုဘုံဘုံတို့ကြည်ကြပြန့်ပြန့်ပြောလို့ရမှာမဟုတ်တော့ဘူးဒါကြောင့်သူ့မေတော်အကြောင်းကိုနောက်ကြုံမှပဲပြောတာပေါ့နော်ဒါဒီရှင်ကုမာရကတ္တပကဒီယဟန်ဖြစ်ပြီးတိတ်မကြခင်မှာပဲဘုန်းတို့ဇေတဝန်ကျောင်းနဲ့မနီးမဝေးမှာရှိတယ်အန္တဝန်တောအုပ်ဆိုတာရှိတယ်အဲ့ဒီအန္တဝန်တောအုပ်ထဲကိုကြွားပြီးတော့တရားအထုတ်တယ်သူကံတော်လို့အဓိပ္ပာယ်ရတယ်သူကလည်းတမိုင်းချောင်းရှိတယ်အလွန်တိတ်ဆိတ်တယ်အဲ့ဒီတောထဲကိုတုံးတယ်လူမသွားရဘူးဒါကြောင့်ဒီယဟန်တွေဟာများသောအားဖြင့်စိတ်ငြိမ်ရာကိုလိုလားကြတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီမှာနော်သွားပြီးတော့တရားအထုတ်ကြတာရှိတယ်အဲ့ဒါတနေ့တော့အဲ့ဒီတဲကိုတရားအထုတ်နေတော့ညပါသူအဲ့ဒီတဲမှာအိတ်တာပေါ့ရှင်ကုမာရကတ္တပအဲ့လိုညအိတ်နေတဲ့အချိန်မှာပဲသူနေတဲ့နေရာလေးကိုဝင်းထိန်သွားအောင်အယောင်အဝါတွေသူတွေ့ရတယ်အဲ့ဒါခဏနေတော့စာရဲကတော့ဒေဝတာလို့ပြောတယ်အမှားတော့ဗြဟ္မာကြီးတူရောက်လာတာဗြဟ္မာကြီးကဘာလို့ရောက်လာတာတော့ဆိုတော့တစ်ချိန်လုံးကသူနဲ့ဆက်ဆက်မှုရှိတယ်တိတိကျကျပြောရလို့ရှိရင်ဘုန်းတို့ကတ္တပမြတ်စွာဘုရားသာသနာနောက်ပိုင်းမှာနောက်သာသနာဝန်ထမ်းရှင်ယဟန်တွေအထူးသဖြင့်တရားပြည့်ကြတဲ့အတွက်ကြောင့်ယဟန်တော်တွေတချို့ဟာတန်ဝေကရပြီးတော့ရိုးရိုးချွန်ချွန်တရားအထုတ်မယ်ဆိုတဲ့ပုံကိုယ်တွေလည်းပေါ်လာတယ်ပေါ့အဲ့ဒါနဲ့ယဟန်တော်9ပါးကတက်ဖို့တော့ကျိုးလှေကားနဲ့ဘာနဲ့တက်လို့ရမယ်ဆင်းဖို့အလွန်ခက်တဲ့တောင်မျိုးတစ်ခုကိုရွေးချယ်ပြီးတော့နော်တရားရရင်ရမရရင်သေပဲစီဆိုတဲ့နော်အလွန်ပြတ်သားတဲ့စိတ်နည်းနည်းအာဇာနည်စိတ်ဓာတ်မွေးပြီးတော့အဲ့ဒီတောင်ထိပ်ပေါ်ကိုတက်ပြီးတော့တရားအထုတ်ကြတာတဲ့လို့အထုတ်တဲ့အခါကျတော့ပထမတစ်ပါးကပထမရက်အတွင်းမှာပဲယဟန္တာဖြစ်တယ်အဲ့ဒါသူကဇံပင်ញင်တဲ့တကွဖြစ်တယ်ယဟန္တာကအဲ့ဒါနဲ့နောက်6ပါးကိုပြောတယ်ငါရှင်တို့ဘာမှမပူနဲ့ငါဆွမ်းခံကြွေးမယ်တရားကိုအေးအေးဆေးဆေးနှလုံးသွင်းပြီးတော့ကြင်ကြံကြုတ်ကုတ်အထုတ်ကြဆိုအဲ့ဒါကျန်တဲ့6ပါးဘာပြောလို့ဆိုတော့တို့တက်လာတော့ကတရားတို့ရတဲ့လူတကူရတဲ့လူကအရင်ဆွမ်းခံကြွေးကြီးဆိုတဲ့ဂတိမပါဘူးပေါ့ဒါကြောင့်မို့လို့သင်ချမ်းသာတဲ့နေရာကိုကြွပါလို့ပြောတယ်လက်မခံဘူးတဲ့
ဘုံကတော့အဲ့ဒါကိုဘလို့တွေးမိတုံးဆိုတော့ဒါကတော့နည်းနည်းလေးတယူတန်ဆန်သလားမသိဘူးလို့တွေးမိတယ်အဲ့ဒါနဲ့နောက်တစ်ရက်နောက်တစ်ပါးကအနာဂံဖြစ်တယ်တဲ့အဲ့ဒီအနာဂံကလည်းပဲဇံပင်ခြင်းရတယ်အဲ့တော့သူကလည်းကျန်တဲ့၅ပါးကိုပြောတယ်တဲ့စွန့်ခံပြီးတော့ကြွေမယ်တရားကိုသာအေးစီစီအထုတ်ကြပါအဲ့ဒါလည်းလက်မခံဘူးတဲ့ကျန်တဲ့၅ပါးကလက်မခံတော့သူလည်းချမ်းသာရာရက်ကိုကြွသွားတယ်ကျန်တဲ့၅ပါးကတော့ဘာတရားမှမရဘဲနဲ့အဲ့ဒီပုံမှာပဲသူတို့အစာရည်သာပြက်လက်ပြီးတော့ပြန်တော်မူသွားကြတယ်တဲ့တီလကိုပဲတုတ်တင်နိုင်တဲ့အနေအထားနဲ့ပဲသူတို့ဘဝနေကုန်အဆုံးသတ်သွားတယ်တဲ့အဲ့တော့သေတဲ့အခါကျတော့ကောင်းရမွန်ရတွေရောက်ကြတာပေါ့နော်အဲ့ဒါဘုန်းဘုန်းတို့အဲ့ဒီ၅ပါးကဒီသာသနာမှာဘယ်သူတွေဖြစ်လာလို့ဆိုတော့ခုပြောတဲ့ရှင်ကုမာရကတ္တပဖြစ်လာတယ်နောက်ရှင်ဓဗ္ဗဆိုတာတပါးဖြစ်လာတယ်နောက်ဘာဟိယဓာတုစရိယကြားဦးမှာပါနောက်ဘာဟိယဓာတုစရိယတပါးဖြစ်လာတယ်ပြီးတော့တပိယဆိုတဲ့ပရပိုက်နောက်တော့ယန္တာဖြစ်ပါတယ်အဲ့ဒါတပါးဖြစ်တယ်နောက်ပုဂ္ဂုတာတိမင်းကြီးဆိုပြီးတော့တပါးဖြစ်လာတယ်တဲ့အဲ့တော့ဘုန်းဘုန်းတို့ဒီအနာဂံဇံရအနာဂံမထေမြတ်ပေါ့နော်ဒုတိယအဲ့ဒီမထေမြတ်ကသူတည်တဲ့အခါကျတော့ဘယ်ရောက်သွားတော့ဆိုတော့သုဒ္ဓဝါဒဘုံမှာဗြဟ္မာကြီးသွားဖြစ်တယ်နော်အနာဂံပုဂ္ဂိုလ်ဆိုတဲ့အခါကျတော့အလွန်မြင့်မားတာပေါ့နော်အဲ့တော့သူလူဘဝတုန်းကသူနဲ့အတူတူတရားအထုတ်ဖို့အထုတ်ဖက်ဒီယဟန်၅ပါးရဲ့အပေါ်မှာဘယ်လိုပြောမလို့ဆိုတော့သူ့မှာတန်ရောစဉ်သဘောမျိုးလေးပေါ့တန်ရောစဉ်ဆိုတာဟိုလိုတဏှာလောဘပြဋ္ဌာန်းတဲ့သဘောမျိုးမဟုတ်ပါဘူးနော်ဆက်ဆက်မှုရှိခဲ့ဘူးတဲ့အခါကျတော့ဒါကို तू မမေ့ဘူးအဲ့ဒါနဲ့ तू ဟာတရားသူတရားမြတ်ရအောင် तू ဘာလုပ်ပေးတော့ဆိုတော့အကျိုးဆောင်ပေးတယ်လို့ဆိုကြပါစို့အဲ့ဒါနဲ့ငါတငယ်ချင်းတွေဘယ်ရောက်နေတုံးဆိုတော့ तू အမြဲတမ်းကြည့်တယ်အဲ့ဒါဒီရှင်ကုမာရကတ္တဗအန္တဝတော်ထဲမှာတရားအထုတ်နေပြီဆိုတာကိုမြင်တဲ့အတွက်ကြောင့်ရောက်လာတာတဲ့ခုနတုန်းကအယောင်ဝါတွေလင်းထိန်နေတယ်ဆိုတဲ့ပြမကြီးကအဲ့ဒါရောက်လာပြီးတော့ तू ကယဟန်ဘဝတုန်းကအကြာကြီးနေခဲ့တော့ဒီယဟန်အမှတ်တင်ညာကအားကြီးတဲ့အခါကျတော့ဒီသူပြဿနာလိုပဲပြောမလားပဟေလိလိုပဲပြောမလားပု္ပ္ပာ15ချက်ပေါ့နော်အဲ့ဒီပု္ပ္ပာ15ချက်ကိုပြောတာအဲ့လိုပြောတဲ့အခါမှာဘိက္ခုယဟန်ဆိုတဲ့စကားလေးကအမြဲပါတယ်ဟုတ်လားအဲ့သူစပြီးတော့ဘာပြောဆိုတော့ယဟန်နော်လောကမှာအလွန်ထူးဆန်းတဲ့တောင်ပေါ်ကြီးတစ်လုံးရှိတယ်တောင်ပေါ်ကြီးကဘယ်လိုထူးဆန်းတာတုံးဆိုတော့တောင်ပေါ်ကြီးကနေဆိုလို့ရှိရင်မိတဟုံဟုံတောက်တယ်ညဆိုလို့ရှိရင်မိကိုတူဦးထားတယ်နော်အဲ့ဒါလိုထူးဆန်းတဲ့တောင်ပေါ်ကြီးကိုနော်ပညာရှိတဲ့ဆရာကသူ့ရဲ့တပည့်ကိုခေါ်ပြီးတော့ဒီတောင်ပေါ်ကြီးကိုတူခိုင်းတယ်တဲ့အဲ့ဒါကိုဒီသုတ်တံကိုဖွင့်တဲ့အထက်ကရာကိုအခြေခံပြီးတော့မင်းကွန်းစတော်ကြီးကတော့သူကစိတ်ဝင်စားပွဲလေးပြောတယ်ပေါ့နော်ပုံနာဆရာကြီးတယောက်ကတပည့်တွေခြံရံပြီးတော့တော်လန်ခီးကိုသွားတဲ့အခါမှာထူးဆန်းတဲ့တောင်ပေါ်ကြီးတစ်လုံးကိုတွေ့ရတယ်နေ့ခါမှာမီးတောက်တယ်ညမှာအခုတလူလူထွက်တယ်အဲ့ဒါနဲ့သူ့တပည့်တွေကအစွမ်းစားရှိမယ်လို့သူယုံကြည်ရတဲ့တပည့်ကိုနော်လက်နဲ့အပ်ပြီးတော့တရွန်းတို့ပေါက်ပြားတို့တစ်ခုခုပေါ့လေလက်နဲ့ဆိုတာအဲ့ဒါကိုအပ်ပြီးတော့ငါတပည့်ဒီတောင်ပေါ်ကြီးကိုလေးစိတ်လေးမွာကွဲအောင်ခွဲကွာတူးစမ်းလို့ခိုင်းနေတဲ့ဟုတ်လားအဲ့လိုတူးစမ်းလို့ခိုင်းတဲ့အခါကျတော့တပည့်ကလက်နဲ့ကင်ပြီးတော့အဲ့ဒီတောင်ပေါ်ကြီးကိုတူးတယ်အဲ့လိုတူးတဲ့အခါကျတော့ပထမဘာတွေ့တော့ဆိုတော့မင်းတုပ်ဆိုတဲ့တကားမင်းတုပ်ကြီးတွေ့တယ်တဲ့ဘုန်းတို့တကားပေါက်ပိတ်ရင်အတွင်းထဲကနေဂျက်ချတဲ့မင်းတုပ်နော်အဲ့ဒီတကားမင်းတုပ်ကြီးတွေ့တယ်ဆိုတဲ့အခါကျတော့ဆရာဒီမှာတကားမင်းတုပ်ကြီးတွေ့ရတယ်နော်ဥက္ခိပအေးလွှတ်ပလိုက်ကွာသူကလွှတ်ပစ်ခိုင်းတာကြီးပဲနော်ဒီသုတ်တံဘုန်းတို့သေချာကြည့်ကြည့်တယ်ဟုတ်လားဒီတောင်ပေါ်ကြီးကိုတူးတာကောင်းတာတခုမှမတွေ့ရအောင်နော်တကားမင်းတုပ်ကြီးတွေ့တယ်ဆိုတော့အဲတကားမင်းတုပ်ကြီးကိုလွှတ်ပစ်တဲ့ဒါပေမဲ့ဆက်တူးခိုင်းတယ်အဲ့ဒါတောင်ပေါ်ကြီးကိုဆက်တူးတဲ့အခါကျတော့ဒီတကားမင်းတုပ်ကြီးတွေ့ပြီးတော့ဘာတွေ့တော့ဆိုတော့ဖားတကောင်တွေ့တယ်တဲ့ဖားကရိုးရိုးဖားမဟုတ်ဘူးနော်ဖားကသူကဥဒ္ဓမာယိကဖားလို့အဲ့လိုလေးစာတွေကပြောတယ်သူကအစာပိုင်းတော့တေးသေးလေးပဲသူ့ကိုထိမိရင်သူကအလွန်စိတ်ကြီးတဲ့အကောင်တဖြည်းဖြည်းနဲ့ပွာလာတာဖောင်းလာတာဘုန်းတို့ငယ်ငယ်ရလည်းပဲအဲ့လိုဖားမျိုးဆန်ဖားမျိုးလေးတွေဘုန်းတို့အညာဒေသမှာရှိတယ်နော်မိုးလောက်ကြီးလေးလောက်ကြီးသူ့ကိုဘတ်နဲ့ပုတ်လိုက်ရင်သူအချီလေးဦးပေါင်းလို့ဖောင်းလေးဖြစ်လာတာရှိတယ်ဟုတ်လားအဲ့လိုဖောင်းသွားပြီဆိုရင်သူ့ရဲ့ခြေလက်ဒီလေးချောင်းကမြေကြီးကိုမထောက်မိတော့ဘူးသူသွားလို့မရတော့ဘူးအဲ့ဒီချိန်မှာနော်ဒီငှက်တွေပါတယ်သူ့ကိုထိုးတုပ်ပြီးတော့စားလို့ရတယ်ပေါ့အဲ့လိုဖားမျိုးကိုတွေ့တဲ့အခါကျတော့ဆရာကအေးအဲ့ဒီဖားကိုလည်းပဲကလော်ထုတ်ပလိုက်လွှတ်ပလိုက်
ဒါပေမဲ့မင်းဆက်တူရမယ်ဆက်တူခိုင်းတယ်ဆက်တူတဲ့အခါကျတော့ဘာတွေ့တုံးဆိုတော့လမ်းလေးနှစ်ခွတွေ့တယ်တဲ့ရောင်ရောင်လေးအကောင်လေးတွေပါလေးတွေတောင်ပိုတဲ့ဆိုတော့လမ်းလေးဘုန်းတို့တောင်ပို့တွေပါတွေထဲမှာဟုတ်တယ်ချတွေပါတွေကတောင်ပို့လှုပ်ထားတာဆိုတဲ့အခါကျတော့ဟိုသွားတဲ့လမ်းတို့ဒီသွားတဲ့လမ်းတို့လှိုင်လေးတွေလမ်းလေးတွေဆိုတာရှိတယ်အဲ့လိုလမ်းလေးနှစ်ခွတွေ့တယ်ဆိုတော့အဲ့ဒီလမ်းနှစ်ခွကိုလည်းအဲ့ဒီလက်နဲ့တူးပြီးတော့အကုန်လုံးကလော်ပလိုက်လွှန့်ပလိုက်ပေါ့နော်အဲ့လိုခိုင်းတဲ့အခါကျတော့ဆက်တူဆိုတော့ဆက်တူတဲ့အခါကျတော့ဘာတွေ့တော့ဆိုတော့ရေစစ်ကြီးတစ်ခုတွေ့တယ်တဲ့ဘယ်တော့မှရောက်နေတော့တောင်ပိုတဲ့ကိုရေစစ်ကြီးအောင်ရေစစ်ကြီးတွေ့တယ်တဲ့ရေစစ်ကဘာရေစစ်တုံးဆိုတော့ဒီလိုတောက်ရည်တွေပါတွေထဲဖို့ရေစစ်မျိုးမဟုတ်ဘူးသူကဒီရေစစ်ထက်ပိုပြီးတော့အပေါက်ကျဲတဲ့အလွန်ကျန်းတဲ့ရေစစ်ပေါ့သူဖောင်းဆိုဆက်ပြရေစစ်လို့ခေါ်တယ်အဲ့ဒါလည်းပဲမြို့ကလူတွေနားလည်အောင်နည်းနည်းပြောပြမယ်ဆက်ပြရေစစ်ဆိုတာဘုန်းတို့ကလေးတုန်းကပကံတွေပါတွေပုတ်ဖို့ဆိုလို့ရှိရင်သူကစားတတ်များတဲ့နေရာမှာပေါက်တယ်ဆက်ပြပေါက်တဲ့မြေလို့ခေါ်တာစိုက်လို့ပြိုးလို့အလွန်ခက်တဲ့နေရာတွေပေါ့ဟုတ်လားဖွေးဥနေတာအဲ့ဒါသူကဘယ်လိုပြောတော့ထုံလေးလို့ဘာလို့မွားပြီးတော့အဲ့ဒါလေးကခဏခဏသူကအပြောင်းလဲရှိတယ်ဒါဘုန်းတို့ငယ်ငယ်ကဆက်ပြတော့ပြီးတော့ကျုံးရတာပကံပုတ်ဖို့လို့ဆိုပြီးတော့လေအဲ့ဒီဆက်ပြကိုရေးစိမ်ထားရတဲ့ရှင်နဲ့အဝတ်တွေပါလေးရှောလို့လည်းရတယ်အဲ့ဒီဆက်ပြကိုရေးစိမ်ပြီးတော့စစ်ချတဲ့အခါမှာရေကြီးကြီးလေးကြံအောင်အမိုက်တွေပါလေးကြံနေအောင်စစ်တဲ့ရေစစ်အကျန်းအဲ့ဒီဆက်ပြရည်တွေကြံရည်တွေ့တယ်ဆိုအေးအဆက်ပြရည်တွေကြံရည်ကိုလည်းလွှန့်ပလိုက်ကလောပလိုက်မင်းဆက်ပြီးတော့တူအဲ့ဒါဆက်တူတဲ့အခါကျတော့ဘာတွေ့တော့ဆိုတော့လိတ်တကောင်တွေ့တယ်တဲ့ဟုတ်လားလိတ်တကောင်တွေ့တယ်လိတ်ဆိုတာကသူကရုပ်တရက်ကြည့်လိုက်ရင်1500ရှိတယ်ကျယ်လေးကိုကြည့်ရတယ်လို့ပဲဟုတ်လားလက်နဲ့ချောင်းခြေနဲ့ချောင်းခေါင်းဟုတ်လားသူ့ရဲ့ဘဝအုပ်ထားတဲ့ဟာလေးကလည်း1500သဘောမျိုးလေးလို့ရှိတယ်ဒါလိတ်တကောင်တွေ့တယ်ဆိုတော့အေးအဲ့ဒီလိတ်ကိုလည်းပဲကလော်ထုတ်ပလိုက်လွှန့်ပလိုက်ဆိုပြီးတော့ခိုင်းနေတဲ့ဆက်ပြီးတော့တူးကွာဆိုတော့ဆက်တူးတဲ့ခါကျတော့ဘာတွေ့တော့ဆိုတော့စင်းဒီတုံးတရုံးနဲ့တာလီဓာလေးတစ်ချောင်းတွေ့တယ်တဲ့နော်တာလီဓာလေးနဲ့စင်းဒီတုံးလေးတွေ့တယ်ဆရာဒီလိုပဲတွေ့နေတယ်ဆိုရင်အဲ့ဒါလည်းစိတ်ဝင်စားမနေနဲ့လွှန့်တာပလိုက်ကလော်တာထုတ်လိုက်အဲ့ဒါမင်းဆက်တူးဆိုတော့ဆက်တူးတဲ့ခါကျတော့ဘာတွေ့တော့ဆိုတော့အမဲသားတုံးတရုံးတွေ့တယ်တဲ့သားစိန်တုံးလေးတရုံးဟုတ်လားဘာမှမကောင်းဘူး9မျိုးတွေ့ရနော်တကားမင်းတို့ကြီးတွေ့တယ်ပြီးတော့ဘာတော့ဖားပွားတကောင်တွေ့တယ်လမ်းနှစ်ခွတွေ့တယ်ဆက်ပြရည်စစ်တွေ့တယ်လိတ်တကောင်တွေ့တယ်သားလေးသားနဲ့စင်းဒီတုံးတွေ့တယ်အခုအမဲသားတစ်ကလေးတစ်ခုတွေ့တယ်တဲ့ဘယ်နှခုတွေ့ရ9ခုတွေ့ရနော်အဲ့ဒါဆက်တူကွာဆိုတော့ဆက်တူးတဲ့အခါကျတော့ဘာတွေ့အောင်ဆိုတော့နဂါးတကောင်ခွေးနေတာကိုတွေ့တယ်တဲ့ဆရာနဂါးတွေ့နေတယ်ဆိုဟာအဲ့ဒီနဂါးကိုတော့မင်းမထိပါနဲ့နော်နဂါးကိုတော့သွားပြီးတော့မထိပါနဲ့အဲ့ဒီနဂါးတကူရှိတယ်အဲ့ဒါသူ့ရဲ့လေးညာအရက်ကတော့မင်းမနေနဲ့လေးအောက်ကနေနေပြီးတော့သူ့ကိုပူဇော်လို့ရှိရင်နဂါးရှိတဲ့နေရာမှာယရနာရှိတယ်အဲ့ဒါရွှေ80မျိုး80စားလို့မကုန်ဘူးဒါကြောင့်နဂါးကိုမင်းပူဇော်လေလို့ပြောတယ်တဲ့ဒါဘယ်သူကပြောနေတာတော့မြမာကြီးကပြောနေဟုတ်လားမြမာကြီးကပြောနေတာနော်အလွန်ထူးဆန်းတဲ့တောင်ပေါ်ကြီးနေမှာမီတောင်ညမှာအခိုလွတ်တာကိုဆရာကတပည့်ကိုလက်နဲ့အပ်ပြီးတော့တူးခိုင်းတဲ့အခါမှာနော်မကောင်းတဲ့အရာ9ခုတွေ့တယ်တွေ့ပြီးတဲ့နောက်ပါတွေ့တော့နဂါးကိုတွေ့တယ်အားလုံးစုလိုက်လို့ရှိရင်သူကပြဿနာက15ခုဖြည့်ရှင်းရမယ်ဟုတ်လားတောင်ဖို့ဆိုတာဘာတော့နေ့မှာနော်မီးလောင်တယ်မီးတောက်တယ်ဆိုတာဘာတော့ညမှာအခိုလွတ်တယ်ဆိုတာဘာတော့ဆရာကဘယ်သူတော့တပည့်ကဘယ်သူတော့နော်တူးတဲ့လက်နက်ကဘာကိုပြောတာတော့တူးတယ်ဆိုတာဘာကိုပြောတာတော့9မျိုးမကောင်းတဲ့9မျိုးနဲ့နောက်ဆုံးနဂါးနဲ့ပေါင်းလိုက်တော့10မျိုးနဲ့အခု9မျိုးနဲ့ပေါင်းတော့15မျိုးဒါဘုံဘုံကယောဂီတို့ရဲ့နားထဲမှာစိတ်ထဲမှာမှတ်သားရလွယ်အောင်အနှစ်ချုပ်ပြီးတော့ပြောပြတာဟုတ်လားအဲ့ဒါလိုပြမကြီးကမေးပြောတယ်ဒါပဟေလိဆန်ဆန်ပု္ပ္ပာလို့လဲဆိုနိုင်တယ်ပဟေလိလို့လဲဆိုနိုင်တယ်ပေါ့အဲ့ဒါရှင်ကုမာရကတ္တဗဒီမေကွန်းတွေဘာသိတော့ဘာမှမသိဘူးဘာပြောတယ်ဘာဆိုလို့လဲဘာမှမသိဘူးဟုတ်လားတကယ်တမ်းကသုဒ္ဓဘာသာပြမကြီးကအနာဂံပုဂ္ဂိုလ်ကြီးပဲနော်ကတ္တဗမြတ်စွာဘုရားလက်ထက်ကစာရပေးတဲ့အကျင့်ကောင်းခဲ့တဲ့ပုဂ္ဂိုလ်ကြီးသာသနာရဲ့အဆုံးအမတွေနဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေနဲ့အလွန်တရာမှယဉ်ဒီကျွမ်းဝင်လိမ္မာကျွမ်းကျင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်သူ့စိတ်ကူးထဲမှာနော်ဒီခန္ဓာကိုယ်ရဲ့အကြောင်းကိုသိအောင်ကြည်နေတဲ့ဒီရှင်ကုမာရကတ္တဗရဲ့လုပ်ငန်းစဉ်ကိုတိုးတက်ဖို့အတွက်ဒီပဟေလိတွေကသူ့ရဲ့ဉာဏ်နဲ့ဘာလို့လာတော့စီစဉ်လာတာဟုတ်လားအဲ့တော့ဒီမှာပုထုဇဉ်မျှတာဖြစ်သေးတယ်ရှင်ကုမာရကတ္တဗဒါကိုမသိနိုင်ဘူး
အဲ့တော့ तू မသိတဲ့အခါကျတော့ तू ဘယ်သူဒီသွားမှာဆိုတော့သူ့ရဲ့ဆရာမြတ်စွာဘုရားကြီးသွားမှာပေါ့နော်အဲ့ဒါနောက်နေ့ကျတော့ तू မြတ်စွာဘုရားကြီးရောက်လာပြီးတော့တစ်ခုချင်းမေးတယ်နော်ဘယ်နှခုမေးမလို့15ခုပေါ့နော်အဲ့ဒါကိုဘုန်းဘုန်းတို့မင်းကွန်းစတော်ဘုရားကြီးကလင်္ကာဆောင်ပုဒ်ကလေးစီထားတယ်နော်သာသနာမှာအလွန်ထင်ရှားတဲ့မှတ်သားပွဲကောင်းတဲ့သုတ်တန်ကြီးတွေကိုနော်အလွန်ပြောင်မြောက်တဲ့တာယာနာပြောပွဲအတန်လဲထွက်တဲ့အဓိပ္ပာယ်လဲဂျုံငုံမှီးတဲ့လင်္ကာဆောင်ပုဒ်တွေစီတဲ့နေရာမှာစတော်ဘုရားကြီးကအလွန်ကျွမ်းကျင်တယ်လို့ပြောရမယ်ပေါ့နော်ဥပမာဘုန်းဘုန်းတို့အတိဝတ္တမသုတ်တန်ဆိုရင်ငယ်ငယ်တုန်းကစွဲခဲ့ရတယ်ပေါ့ခဏခဏဖွင့်တည်တည်ချာချာမကြက်ဖဲနဲ့နားထောင်ရင်းနဲ့ကိုပဲရသွားတယ်အဲ့ဒီတော့ကတော့တိတ်ကိုခစ်ပေါ့နော်ကံမင်းတရားလူခိုးသားကိုဆရာကြီးအဲ့လိုရွတ်တယ်အတန်လေးနဲ့ဟုတ်လားသူရေးထားတဲ့လင်္ကာကိုသူကသူအတန်လေးနဲ့ရွတ်တယ်ကံမင်းတရားလူခိုးသားကိုသုံးပါးဝဏ္ဏဘဝထောင်၌လေးကောင်ဓာတ်မွေနှင်းအပ်ပေ၏ဖြည်းဖြည်းလေးရွတ်တယ်အလွန်ကောင်းတယ်အဲ့ဒီတုတ်တန်လည်းပဲကျွမ်းကျင်အောင်နားလည်ထားသင့်တယ်ပေါ့နော်ခုဒီတုတ်တန်ကိုလည်းပဲဆိုကြီးကလင်္ကာလေးရှိတယ်ဤခန္ဓာကိုယ်တောင်းဖို့ဆိုလို့ညင်ကိုလုံမျိုးကြံဖန်ပြိုးသည်အခိုးလူလူထွက်တော်ဟူ၏သူလေးလုံးဆက်ကလေးတွေဆိုတဲ့အခါကျတော့တာယာနာပြောပဲဖြစ်အောင်ဆိုမယ်ဆိုရင်ဆိုလို့ရတယ်နော်အဲ့ဒါစတော်ကြီးရဲ့လင်္ကာလေးကိုပဲအခြေခံပြီးတော့ဘုံဘုံတို့ဆက်လက်ပြီးတော့နားလည်မှုမြင့်မအောင်ကြိုးစားကြည့်ဟုတ်လားပထမဆုံးမေးတယ်နော်ရှင်ကုမာရကတ္တဗမြတ်စွာဘုရားကိုမြတ်စွာဘုရားတောင်းဖို့ဆိုတာဘာကိုပြောတာတော့နော်တောင်းဖို့ဆိုတာဘယ်ရာကိုပြောတာတော့ဆိုတော့မြတ်စွာဘုရားတောင်းဖို့ဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောတာတဲ့နော်ဒီမေခွန်းရဲ့အဖြေကိုအရင်ကျွမ်းကျင်ဖို့လိုမယ်လို့ထင်တယ်ဒါကဒီသုတ်တန်ရဲ့အခရာကြဆုံးအဓိကကြဆုံးအပိုင်းလို့ဘုံဘုံပြောခြင်းတယ်ဟုတ်လားတောင်းဖို့ဆိုတာဘာလဲတော့ဒီခန္ဓာကိုယ်ကြီးကိုပြောတာတဲ့အဲ့ဒါဒီခန္ဓာကိုယ်ကြီးကိုပြောတာလို့ပြောတဲ့နေရာမှာမြတ်စွာဘုရားဒီခန္ဓာကိုယ်ကြီးကိုဘယ်လိုပုံဖော်ပြသလဲအဲ့ဒါလေးကိုဘုံဘုံစိတ်ဝင်စားတယ်နော်ဒီခန္ဓာကိုယ်ကြီးကိုမြတ်စွာဘုရားစာတုမဟာဗုဒ္ဓကတ္တကာယတ္တတဲ့နော်လေးပါးသောမဟာဗုဒ္ဓကြီးတို့ဖြင့်ဖွဲ့စည်းထားသောလို့ပထမဦးဆုံးပြောတယ်ဟုတ်လားလေးပါးသောမဟာဗုဒ္ဓကြီးတို့ဖြင့်ဖွဲ့စည်းထားသောမဟာဗုဒ္ဓကြီးလေးပါးပါတော့ပထဝီအာဘောတေဇောဝါယောဟုတ်ပြီနော်အဲ့ဒါကိုပြီးတော့ရှင်းပြမယ်နော်လေးပါးသောမဟာဗုဒ္ဓကြီးတို့ဖြင့်ဖွဲ့စည်းထားသောတဲ့မာတာပိဋိကတံဘဝတ္တတဲ့အမေအဖေရဲ့သွေးသားကိုအမိပြု၍စဖြစ်လာတော့တဲ့ဟောတရားဓမ္မတို့ဘုန်းဘုန်းတို့ခန္ဓာကိုယ်ရဲ့အစကိုအဲ့ဒီကစပြောတာနော်မာတာပိဋိကတံဘဝတ္တအမေအဖေရဲ့သွေးသားကိုအမိပြုပြီးတော့ဖြစ်လာတယ်အဲ့ဒီကနေအမေဝမ်းထွက်လာပြီနော်အမေဝမ်းထဲမှာတော့အမေရဲ့နှုတ်ရည်ကိုချက်ကျိုးကနေတစ်ဆင့်ယူပြီးတော့ကြီးထွားလာတယ်ပေါ့နော်အမိဝမ်းထွက်လာပြီဆိုတော့ဘာတော့ဩဒနကုံမာသူပစေယတ္တထမင်းတို့မုံတို့အစရှိတဲ့အစာအာဟာရကြောင့်တဖြည်းဖြည်းနဲ့ကြီးထွားလာတော့တဲ့စနစ်ကြနော်မြတ်စွာဘုရားဟောတာဘလို့သဘောရှိတဲ့ခန္ဓာကိုယ်ကြီးတော့အနိစ္ဆုတ်စာရဏပရိမတ္တနာဗေဒနာဝိဒန္တနာဓမ္မတခန္ဓာကိုယ်ကြီးရဲ့တဘာဝကိုအစအနေအဆုံးထိရအောင်ခြုံပြီးတော့ပြောလိုက်တယ်နော်အနိစ္ဆုတ်စာရဏပရိမတ္တနာဗေဒနာဝိဒန္တနာဓမ္မတအနိစ္စဥစ္စာရဏအနိစ္စဆိုတာဘာမှမမြဲတဲ့ဒီခန္ဓာကိုယ်ကဒီပုံစံတိုင်းအမြဲတမ်းဘယ်တော့မှရှိနေတာမဟုတ်ဘူးနော်အနိစ္စတလုံးနဲ့အရင်ပြောတယ်ပြီးတော့မှဥစ္စာရဏဆိုတာနော်မွေးတဲ့ရစပြီးတော့အမြဲတမ်းသူ့ကိုတမျိုးမျိုးလိမ့်ကြံပေးနေရတယ်ကောင်းဆိုရင်လည်းအုံးစီလေးတွေလိမ့်ပေါ့နော်ဘိုင်းနာပြူနေနှမ်းစီလေးတွေလိမ့်တန်ရှင်းအောင်လိမ့်အမျိုးသမီးတွေဆိုရင်ဘာတော့လှအောင်လိမ့်အမျိုးမျိုးလိမ့်နေရတယ်ခန္ဓာကိုယ်လိမ့်ကြံနေရတယ်နော်လိမ့်ကြံနေတာကိုဥစ္စာရဏနော်လိမ့်ကြံနေတယ်ပရိမတ္တနာတဲ့အမြဲတမ်းနှိမ့်နယ်ပုတ်တက်ပေးရတယ်အဲ့ဒီလိုမလုပ်ရင်လည်းအဆင်မပြေဘူးနော်ပရိမတ္တနာနှိမ့်နယ်ပေးရတယ်အဲ့ဒါလိုလိမ့်ကြံနှိမ့်နယ်ပေးနေတဲ့ကြားတွေကပဲဗေဒနာတဲ့အခုပဲဖြစ်တယ်အခုပဲမရှိတော့ဘူးအခုပဲဖြစ်တယ်အခုပဲမရှိတော့ဘူးတခဏတိုင်းဖြစ်ပြီးတခဏတိုင်းပျောက်နေတာကိုဗေဒနာလို့ပြောတာပျက်စီးခြင်းပေါ့ဝိဒန္တနာဆိုတာလည်းပျက်စီးခြင်းပဲဒါပေမဲ့ပျက်စီးခြင်းနှစ်ခုကမတူဘူးဗေဒနာဆိုတဲ့ပျက်စီးခြင်းကဘာလို့ရည်ရွယ်တာလဲဆိုတော့တခဏချင်းဖြစ်ပြီးတခဏချင်းပြတ်သွားတဲ့သဘောကိုပြောတာဝိဒန္တနာဆိုတာကအလုံးကိုဆူဆူဝါးဝါကြမ်းကြမ်းထန်ထန်ဖောက်ပြန်တာကိုပြောတာဖောက်ပြန်ပျက်စီးတာသေတာကိုရည်ရွယ်တာပေါ့နော်သေပြီဆိုရင်ဘုန်းဘုန်းတို့ခန္ဓာကိုယ်ကြီးအကြီးအကျယ်ပါတော့ပြောင်းလဲရနော်ဒီအချိန်ပြောင်းလဲတာသိပြီးတော့မသိတာအမျိုးမျိုးသောအကြောင်းအနေနဲ့ထောက်ပံ့ထားတဲ့အခါကျတော့ပုံမှန်ဆက်ပြီးတော့လက်ပတ်နေတယ်လို့ထင်ရတယ်
သေပြီဆိုတဲ့အခါမှာပြောင်းလဲတဲ့ပြောင်းလဲမှုကြီးဟာနာယီပိုင်းအတွင်းနဲ့ဘာဖြစ်သွားတော့တခါတည်းဖောက်ပြန်တယ်တိတာတယ်ထင်ရှားတယ်နော်အဲ့ဒါကိုဝိဒ္ဒန္တနာဖယိုဖယဲပြိုကွဲပျက်စီးသွားတယ်တဲ့ခန္ဓာကိုယ်ကြီးရဲ့သဘာဝအမေဖေရဲ့သွေးသားကိုအစာပြုတ်ရဖြစ်ပေါ်လာသောမုံအစာရှိသောထမင်းအစာရှိသောအာဟာရတို့ဖြင့်ကြီးထွားလာသောမတည်မြဲတဲ့သဘောရှိတယ်အမြဲတမ်းလိမ့်ကြံပေးရတဲ့နောက်နှိမ့်နေပေးရတဲ့သဘောရှိတယ်တခဏတိုင်းပျက်စီးနေတဲ့ဆိုးဆိုးဝါးဝါဖောက်ပြန်ပြောင်းလဲသွားတတ်တဲ့သဘောရှိတဲ့ဘာလို့ဓာတ်ကြီးလေးပါဟောဒီဓာတ်ကြီးလေးပါကိုပြောရနော်ကိုဓာတ်ကြီးလေးပါကိုရှုတဲ့အခါမှာအလွန်ထင်ရှားရာကနေပြီးတော့နားလေဖို့မြတ်စွာဘုရားသင်ပေးတယ်ပထမဦးဆုံးပထဝီဓာတ်ကိုဘယ်လိုသုံးဆိုတော့ကြံထမ်းသောလို့သုံးတယ်ဘုန်းဘုန်းတို့ခန္ဓာကိုယ်ထဲမှာမျက်စိနဲ့တိုင်းမြင်ရလက်နဲ့ကင်တွယ်လို့ရတယ်ကြံထမ်းတယ်ဆိုတာကင်တွယ်လို့ရတယ်ရေဆိုလို့ရှိရင်တော်တော်နူးညံ့သွားပြီလေဆိုလို့ရှိရင်ထိလို့ထိမှန်တော့သိပြီးတော့မသိဘူးဘယ်သူအကြံထမ်းသုံးပထဝီအာဘောတေသောဝါယောထဲမှာဘယ်သူအကြံထမ်းသုံးပထဝီဟာအကြံထမ်းသုံးပဲဒါကြောင့်ခန္ဓာကိုယ်ရှုတဲ့အခါမှာမြင်အောင်ကြည့်တဲ့နေရာမှာနော်ပထဝီဓာတ်ကိုဘယ်လိုကြည့်မလို့ဆိုစံပင်မွေးညင်ခြေသီးလက်သီးသွားအရည်အသားအကျော်အယိုရိုးရင်းချင်သည်အညုတ်နှလုံးအသက်အမြင့်အပြင်းအဆုပ်ဥမဥဒိန်စာရစာအောင်နောက်အဲ့ဒါပထဝီဓာတ်လွန်ခဲ့တဲ့ကုဋ္ဌာတာ20အဲ့ဒါကိုပထဝီလို့နားလည်ထားလိုက်ကျန်တဲ့နော်အာဘောတေဇောဝါယောမပါဘူးလားဆိုတော့ပါတယ်နော်ဒါပေမဲ့လို့ဘယ်သူလွန်ခဲ့နေတာတော့ပထဝီဓာတ်လွန်ခဲ့နေတာဟုတ်လားပြင်မဲ့မှာလည်းမြင်ရတဲ့ကင်တွယ်လို့ရတယ်ရှိတော့အထီးဟာတွေလည်းစပင်လည်းကင်တွယ်လို့ရတယ်သွားလည်းကင်တွယ်လို့ရတယ်ကုဋ္ဌာတာတွေအကုန်ကင်တွယ်လို့ရတယ်ကုဋ္ဌာတာဘယ်နှခုတော့20ဆိုတော့ရေဓာတ်လွန်ခဲ့တဲ့ကုဋ္ဌာတာ12ခုသူကြတော့ဒီကျန်းတန်းတဲ့ပထဝီလိုကင်တွယ်ဖို့ခက်သွားပြီနော်ဟုတ်တယ်မဟုတ်လားသေးကြီးတလိပ်ပြည်သွေးချွေးအစီကဲမျက်ရည်စီကြီးတွေနှက်အစေးခြင်းကဲ12မျိုးအဲ့ဒါဘာတုံးဆိုတော့နော်ယိုစီးမှုအာဘောဓာတ်လွန်ခဲ့တဲ့ကုဋ္ဌာတာ12မျိုးနော်ဓာတ်ကိုကြည့်မယ်ဆိုရင်အဲ့လိုကြည့်ရတယ်ဟုတ်လားငါဆိုတာပုဂ္ဂိုလ်တ attva ဆိုတာယောက်ျားမိန်းမဆိုတာရှာလို့တွေးတော့မှမဟုတ်တော့ဘူးအကုန်လုံးကဒီလေးခုရဲ့အပေါင်းစုပေါ့နော်အခဲဓာတ်အဖတ်ဓာတ်ဒါပထဝီကိုရည်ညွှန်းတာပေါ့ပြီးတော့ဘာလို့အရေဓာတ်အာဘောပေါ့နော်ပြီးတော့ပထဝီအာဘောပြီးတော့ဘာလို့တေဇောကို4မျိုးလောက်မြတ်စွာဘုရားပြောတယ်နော်တန်တာပတေဇောတဲ့တန်တာပတေဇောဆိုတာနော်ဘုံတို့ဖြားတဲ့အခါမှာရုပ်တရက်အပူတွေထားလာတာရှိတယ်ခန္ဓာကိုယ်စမ်းကြည့်ပူခြင်း101တို့2တို့3တို့ဟုတ်လားနော်အဲ့ဒါဘာခေါ်တော့တန်တာပတေဇောလို့ခေါ်တယ်တဲ့နောက်ဓာဟတေဇောဆိုတာအမြဲတမ်းပူနေတဲ့သဘောအမြဲတမ်းပူနေတယ်နော်ကိုငွေ့ကိုပြောကျင်သလားလို့ဘုံဘွားတော့စဉ်းစားကြည့်တယ်ပေါ့နော်ဓာဟတေဇောထဝန်းကျင်ပူနေတယ်ဘယ်နှဆန့်ကြည့်လိုက်ပူနေတဲ့သဘောလေးရှိနေတယ်ဟုတ်လားနောက်ပါစကတေဇောတယ်ပါစကတေဇောဆိုတာနော်ဒီအစာအိမ်ထဲမှာဥထဲမှာကိုစားတောက်လိုက်တဲ့အစာအာဟာရကိုကြည်ကျက်သွားစေမဲ့အပူဓာတ်ပေါ့ဝမ်ပိုက်ဟာကျန်တဲ့နေရာတွေပို့ပြီးတော့ပူနေတယ်ဟုတ်လားပါစကတေဇောတဲ့နောက်ဇီရဏတေဇောတဲ့ဒီဥစ္စာတော့အတော်နူးညံ့တယ်နော်ဖြည်းဖြည်းနဲ့အိုးသွားအောင်လောင်မြိုက်နေတဲ့တေဇောတဲ့နော်မသိတာဘူးနော် तू ကအဲ့ဒါမွေးတွေကစပြီးတော့ဒီမီးဟာပါတော့လောင်နေတယ်ဟုတ်လားဘယ်ရွယ်လောက်ကြတော့တော်တော်သိတာသွားပြီတော့နော်30လောက်ဆိုရင်လည်း30လောက်အနေထားနဲ့သိတာနေတာပါပဲနော်40လောက်ဆိုရင်လည်း40ရုပ်ကလေးပေါက်နေတယ်နော်အဲ့ဒီလိုနော်အသက်အရွယ်ကြီးလာပြီဆိုတဲ့ရုပ်ကလေးပေါက်သွားအောင်ဘယ်သူကစီမံဖန်တီးတာအဲ့ဒီမီးလောင်လို့အဲ့လိုဖြစ်သွားတာအဲ့ဒါ90 80လောက်ဆိုရင်အကြီးဒီပါတွေတွန့်တော့တော်တော်ရုပ်ပြည့်စင်ပဲဖြစ်သွားတယ်နော်90လောက်ဆိုရင်တော့ကြည့်လို့ကိုမကောင်းတော့အဲ့ဒီချိန်ကတော့တရားရှိရင်ရှိတရားမရှိရင်တော့ကြည့်ရတော့ခက်သွားတယ်နော်တရားရှိလို့ရှိရင်တော့ဘယ်နာလေးကတရားလှအောင်လုပ်နေလဲတော့မသိဘူးငြိမ်တာလေးကကြည့်ကောင်းသလားမသိပါဘူးနော်ကြည်လင်ရုပ်စင်းသီးခံခြင်းကြိုးရင်းနှစ်တန်တတိပဋ္ဌာန်ဟုတ်လားတတိအားကောင်းလို့ရှိရင်ရုပ်ရည်ဟာအိုနေပြီမလို့လို့ဖြစ်တော့အိုတဲ့အတိုင်းလေးကြည့်လို့ကောင်းတယ်ကြက်ပေရှိတယ်ဒီသဘောလေးကိုပြောတာနော်ဝိသခအကြောင်းမှကြီးကထိုင်နေတယ်ဆိုရင်လူတွေကထမှဆိုတယ်ထိုင်နေတာလေးကကြည့်ကောင်းလို့နော်သွားနေတယ်ဆိုရင်ရက်မှဆိုတယ်သွားနေတဲ့ပုံလေးကကြည့်ကောင်းလို့တယ်စားထဲမှာအဲ့လိုရေးထားဘာလို့ဝိသခအဲ့လိုလှတာဆိုတော့တတိပဋ္ဌာန်တရားနဲ့နေလို့တဲ့ဟုတ်လားပတ်စံမကုံနဲ့လှအလှပြင်နီးလို့ဆိုနိုင်တာပေါ့နော်ဒီဘက်ရောက်တော့စကားတွေကဇီရဏတေဆိုအမြဲတမ်းအိုအောင်လောင်းနေတာတခါလေးမှအရှိန်လျော့တယ်ဆိုတာမရှိဘူးနော်အမြဲတမ်းလောင်းနေတာအဲ့ဒီမီးမြင်ရဘူးနော်မျက်စိနဲ့ဟုတ်လားတငွေ့ငွေ့လောင်းနေတယ်အငွေ့သဘော
တနည်းအားဖြင့်စွန့်အင်သဘောလို့လည်းဆိုနိုင်တယ်လောင်ကျွမ်းနေဟုတ်လားဒါပါတော့တေဇောဓာတ်မိဓာတ်ဒါဘုံဘုံတို့ခန္ဓာကိုယ်မှာနော်တိဆောက်ထားတဲ့အစုဝေးကြီး၄ခုတည်းကတကူပေါ့နော်နောက်တစ်ခုကပါတော့လေဓာတ်နော်တွန်းကန်လှုပ်ရှားတဲ့သဘောလို့ဒီလိုလေးပါသားပြန်တယ်ထောက်ကန်ထားတဲ့သဘောဘုံတို့ဒီဗဖိုးကြီးတွေနော်စက်ပစ္စည်းတွေအလုပ်လုပ်တဲ့နေရာမှာနော်လေဓာတ်ရဲ့သဘောကအရင်အံ့ဩစရာကောင်းတယ်နည်းနည်းလေးမှလျှော်မပေးဘူးတော့ तू ကအမလီမာကြောလိုက်တာပေါ့နော်လေကဟုတ်လားနော်လေရဲ့သဘောအဲ့ဒီလေကိုကြတော့မြတ်စွာဘုရား6မျိုးဟောထားတယ်နော်ခန္ဓာကိုယ်ကြီးကို42မျိုးပိုင်းခြားပြီးတော့ကြည်နေတာခုဟာဟုတ်လား32ခုထာတာကိုရပြီးသားနော်32ခုထာတာကိုမီ4မျိုး6မျိုး10မျိုးထပ်ပေါင်းလိုက်တဲ့ခါကျတော့42မျိုးဖြစ်မယ်အဲ့ဒါကိုကျွမ်းကျင်အောင်လုပ်ရမယ်ဟုတ်လားအဲ့တော့လေဓာတ်ကိုဘယ်လိုနားလည်ရမလဲဆိုတော့ဥဒ္ဒင်္ဂမအပေါ်တက်လေကိုယ်ကဲ့နဲ့တက်လာတယ်ရှိတယ်နောက်အောက်ကိုစုံဆင်းတဲ့လေရှိတယ်တဲ့ကုဋ္ဌိတယဆိုတာဝမ်းပိုက်ထဲမှာနော်ကိုဋ္ဌာတာတစ်ခုနဲ့တစ်ခုကြားထဲမှာလေရှိမယ်ဟုတ်တယ်တခါတည်းဒီရင်ဘတ်ထဲဟိုဟာထိုးဒီဟာထိုးဟိုဟာအောင်တရားတော့အကျော်လျှောက်လေနာဆိုတာရှိတယ်ဟုတ်လားနှိပ်လိုက်လို့ရှိရင်အဲ့ဒါလေထွက်လာတာတွေလေအန်တက်လာတာတွေဘာတွေရှိတယ်ချို့အဲ့ဒီယောဂရှိတယ်နော်ကုဋ္ဌိတယလေတဲ့နောက်ကိုဋ္ဌာတယလေဆိုတာကဥထဲမှာရှိတဲ့လေနော်ဟိုတို့လေနာယောဂဘာညာရှိတယ်ဆိုရင်အဲ့ဒီလေကတိတာတယ်နောက်အင်္ဂါမင်္ဂနုတာတွေလေတဲ့အင်္ဂါကြီးငယ်အစင်လျှောက်တဲ့လေဘုံတို့လှုပ်ရှားလို့ပြုလို့ရတယ်ဆိုတာဒါလေဓာတ်နဲ့သွားတာပေါ့နော်လေရဲ့တွန်းအားနဲ့သွားတာစိတ်တစဝါရောခေါ်တာပေါ့နောက်အတ္တတာပတ္တတာတဲ့ဝင်လေထွက်လေလေဘယ်နှမျိုးတော့6မျိုးပြန်ပြောမယ်နော်ဥဒ္ဒင်္ဂမအထက်ဆန်တဲ့လေအဒေါကမအောက်ကိုစုံဆင်းတဲ့လေကုဋ္ဌိတယနော်ဝမ်းပိုက်ထဲမှာရှိနေတဲ့လေကုဋ္ဌာတယဥထဲမှာရှိနေတဲ့လေအင်္ဂမင်္ဂနုတာတွေအင်္ဂါအစိတ်အပိုင်းတွေမှာရှိနေတဲ့လေပြီးတော့မှာတော့အတ္တတာပတ္တတာဝင်လေထွက်လေဟုတ်လားအဲ့တော့ဘုန်းတို့ခန္ဓာကိုယ်ကြီးကိုလေးစိတ်လေးမှာကွဲအောင်ခွဲလိုက်စမ်းပါဆရာကသူ့တပည့်ကိုတောင်ပူကြီးကိုလေးစိတ်လေးမှာကွဲအောင်ခွဲလိုက်စမ်းပါဆိုတာအဲ့ဒါမင်းကုန်းစောကြီးကဒီအဓိပ္ပာယ်လေးကိုပြောတာနော်ဥက္ကိုတတ္တဝါဆိုတဲ့အထင်မှားမှုအမှားတောင်တူကြီးကိုကွဲသွားပြိုသွားဟုတ်လားဘာနဲ့ခွဲကြည့်မလို့ဓာတ်ကြီးလေးပါအနေထားကိုနားလည်မှုနဲ့ခွဲရမှာပေါ့နော်ဟုတ်လားအဲ့ဒါတောင်ဖို့ကိုအရင်အဓိပ္ပာယ်ဖွင့်နေတာနော်ပြီးမှခွဲတာဘာနဲ့ခွဲမလို့နော်ဘလို့ဆက်ပြီးတော့ရှုမလို့ဆိုတာကိုဆက်ပြီးတော့ဘုန်းတို့ပြောရမယ်ဟုတ်လားအဲ့တော့တောင်ဖို့ဆိုတာဘာတုံးလို့မင်းတောင်ဖို့ဆိုတာဒါပဲဓာတ်ကြီးလေးပါရဲ့အရှုဝေမိဘတို့ရဲ့အသွေးသားကိုအမိပြု၍အစာပြု၍ဖြစ်ပေါ်လာသောအစာအာဟာရကိုအမိပြု၍ကြီးထွားလာသောမတည်မြဲသောစုပ်နယ်ပေးရသောလိမ့်ကြံပေးရသောတခဏချင်းဖြစ်တခဏချင်းပြတ်တဲ့သဘောရှိသောနောက်ဆုံးကြံ့ကြံ့ထန်ထန်ဖောက်ပြန်ပျက်စီးတတ်သောသဘောရှိသောမဟာဗုဒ္ဓကြီးလေးပါရဲ့နာမည်တဲ့တောင်ဖို့ဆိုတာအဲ့တော့တောင်ဖို့နဲ့တူပုံကိုတဲ့အထက်ကရာထဲမှာ၄မျိုးဖွင့်ပြထားတယ်အဲ့ဒါကိုဆရာတော်ကြီးကတစ်မျိုးရှင်းပြထားတယ်နော်ဘယ်လိုရှင်းပြထားတော့ဆိုတော့နော်ပဂရိတောင်ဖို့ထဲမှာဘုန်းတို့နော်အမျိုးမျိုးသောပိုးကောင်လေးတွေအမိပြုတ်ပြီးတော့နေကြတာရှိတယ်ဟုတ်လားတောင်ဖို့တကယ်ကြီးပြီဆိုရင်ဖွတ်တွေပါတွေလည်းရှိတာပေါ့နော်အနည်းဆုံးတော့ချတွေပါတွေရှိမယ်အခက်သိမ့်လို့အခက်မသိရင်မွေတွေပါတွေဝင်ခွေနေတာလည်းရှိတယ်ကိချီများတွေပါတွေလည်းရှိတတ်တယ်ပေါ့နော်အဆင်ပြေသလိုဝင်ပြီးတော့နေကြတာတောင်ဖို့ဆိုတာဟုတ်လားအဲ့လိုပဲဒီဘုန်းဘုန်းတို့ရဲ့ခန္ဓာကိုယ်ကြီးထဲမှာလည်းပဲအမျိုးမျိုးသောပိုးတွေဟာနော်အမိပြုတ်ပြီးတော့နေကြတယ်တဲ့ပိုးမျိုးဘယ်လောက်ရှိတယ်လို့ကြားဖို့တော့ပိုးမျိုး80တဲ့ဒါကတော့စားတဲ့ပေထဲမှာရေးထားတာကိုဗုဒ္ဓဘာသာဝင်တွေဆိုတဲ့အခါကျတော့ဒီဥစ္စာကအမှတ်အသားများတာပေါ့နော်ပိုးမျိုး80ဒါအမျိုးမြည်ကိုပြောတာအရေးအတွက်ဆိုတာကတော့ပြောလို့မရဘူးတဲ့သွေးကိုအမိပြုတ်ပြီးတော့ဖြစ်တဲ့ပိုးဟုတ်လားအယိုးကိုအမိပြုတ်ပြီးတော့ဖြစ်တဲ့ပိုးအကြောကိုအမိပြုတ်ပြီးတော့ဖြစ်တဲ့ပိုးတွေများစွာဒီထဲမှာရှိတယ်ပေါ့နော်ခုနကတော့ပဂရိတောင်ပိုးထဲမှာပိုးတွေဟာနော်ဒီထဲမှာပဲစားတော့ပြီးတော့နေတယ်ဒီထဲမှာပဲချင်းချင်းငယ်ရွှွန့်ပြီးတော့နေတယ်နော်ဒီထဲမှာပဲနော်သူတို့ရဲ့နော်သားသမီးလေးတွေမွေးဖွားပြီးတော့နေတာရှိတယ်တချို့အကောင်လေးတွေဒီထဲတင်ပဲသေသွားတာရှိတယ်သူတို့ရဲ့ရုပ်ကျွင်းလေးတွေဟာအဲ့ဒီတောင်ပိုးထဲမှာရှိနေတယ်ပေါ့အဲ့လိုပဲဘုန်းတို့ခန္ဓာကိုယ်ကြီးဒီဟူသောတောင်ပိုးထဲမှာလည်းပဲပိုးကောင်လေးတွေဟာဒီထဲတင်မွေးကြတယ်ဒီထဲတင်သေကြတယ်ဒါကြောင့်ပိုးကောင်လေးတွေရဲ့နော်သားဖွားယုံကြီးဆိုလဲဟုတ်တယ်ပေါ့ပိုးကောင်လေးတွေမြုပ်နိုင်ရတင်းချိုင်းဆိုလဲဟုတ်တယ်ပေါ့ပိုးကောင်လေးတွေဒီထဲမှာပဲစားတော့နေတယ်ပိုးကောင်လေးတွေရဲ့မီးဖိုချောင်ဆိုလဲဟုတ်တယ်ပေါ့ပိုးကောင်လေးတွေနာမကျန်းဖြစ်နေတယ်ပိုးကောင်လေးတွေရဲ့ဆေးရုံဆိုလဲဟုတ်တယ်အဲ့ဒါလိုလေးသူကအသေးစိတ်ဖွင့်ပြထားတာပါနော်အဲ့တော့ခန္ဓာကိုယ်ကြီးဟာတောင်ဖို့နဲ့တူပုံကိုအဲ့ဒါလိုလေးဘုန်းတို့ကနားလည်ရမယ်ပေါ့ဟုတ်လားအဲ့တော့တောင်ဖို့ဆိုတာဘာတော့ဆိုဒီခန္ဓာကိုယ်ပြောတာအဲ့ဒါကိုဆိုကြီးကဤခန္ဓာကိုယ်တောင်ဖို့ဆိုလို့ဒီလိုလေးစရည်နောက်ကာယံကြိုက်အောင်ဘလို့ဆက်မျိုးညင်းကိုလုံမျိုးကြံစီပြိုးသည်အခိုးလိုလိုထွက်တော်ဟု၏
ရှင်ဗျာဒီတောင်ပူကြီးကညမှာမိခိုးတူထွက်တယ်ဆိုတာဘာကိုပြောတာတော့မိခိုးတူထွက်တယ်ဆိုတာနော်တွေးနေတာကြမ်းနေတာကိုပြောတာတဲ့အတွေးအကြံကိုမိခိုးငွေလေးနဲ့ဥမာပေးတာတော့တော်တော်သဘာဝကျတယ်လို့ပြောရမှာနော်တခါလေဘုန်းဘုန်းတို့လည်းပဲနော်တောင်စင်ကြီးမရတွေးနေကြမ်းနေတာတွေမရှိဘူးလားရှိရနော်မဖြစ်သေးတာနော်ဖြစ်ပြီးသားဖြစ်ချင်တာမဖြစ်ချင်တာဒါတွေကိုဘုန်းဘုန်းတို့ခြေခံပြီးတော့တွေးနေကြတာကြံနေကြတာအများစုအတွေးကြံတွေဟာဘလို့အတွေးတွေပဲများတော့နော်လိုချင်မှုနဲ့တွေးတဲ့အတွေးမကျေနပ်မှုနဲ့တွေးတဲ့အတွေးဘုရုဝါဒဘာမှမသိပဲနဲ့ဘာတွေးလို့တွေးနေမှမသိတဲ့အတွေးဟုတ်လားအဲ့လိုတွေးတွေကပုံများမယ်နော်ကိုယ့်ကိုဘာတွေးလို့တွေးနေမှမသိပါဘူးတကယ်တမ်းကအရက်အနာမရှိတွေးနေတာကိုဘာတွေတွေးခဲ့တယ်လို့သိတာများလားမသိတာများလားမသိတာများပါတယ်ဟုတ်တယ်မဟုတ်လားနော်လောဘဒေါသအတွေးရရံဖန်ရံခါမှပဲလို့ထင်တယ်ဘာမှမသိပဲနဲ့တွေးနေတာတွေအဓိပ္ပာယ်မရှိရှောက်ပြီးတော့တွေးနေတာတွေနော်ကြားလိုက်တဲ့အခါကျတော့ကြားလိုက်တဲ့ပဲစိတ်ရောက်သွားတာခုနမိုးချင်းတန်ကြားတော့လေမိုးချင်းတန်နဲ့ပတ်သက်တဲ့အတွေးတွေးတော့တွေးမှာပဲပါလို့တော့မမှတ်မိတော့သိလိုက်လားမသိလိုက်ဘူးအဲ့လိုနော်အဲ့လိုတွေးနေတာကိုအဲ့ဒါဘာလို့တာတော့မိကိုထွက်တယ်လို့အဲ့ဒါလိုမျိုးပြောနေတာတဲ့နော်ညင်ကိုလုံမျိုးကြံစီပြိုးသည်အခုလူထွက်တော်ဟူ၏နေမူကိုနှုတ်ထိုလုံ၌အာထုတ်ခြင်းဆောင်မိတောင်းလောင်၏နောက်တောင်ပူကြီးနေမှာမီးလောင်နေတယ်ဆိုတာဘာကိုပြောတာတော့ဘုရားဆိုဒီအတွေးတွေကိုဘုံဘုံတို့အကောင်ထဲဖော်မယ်ပေါ့နော်ပြောကြတယ်ဆိုကြတယ်လှုပ်ကြတယ်ကိုင်းကြတယ်ဆိုတာနော်ဘလို့ပြောမှာတော့ဘလို့လုံးမှာတော့ဆိုတာဘာကိုအခြေခံပြီးတော့ပြောကြတာလှုပ်ကြတာလို့ထင်တော့နော်ကိုတွေးထားတာကိုစီမံကိန်းချထားတာစိတ်ကူးအရင်ကူးထားတာစိတ်ကူးကူးပြီးတော့မှနော်ဘာပြောမယ်ဘယ်သူကိုဘလို့ပြောမယ်နော်ကြုံမှကြာမှပြောတာတော့ကြိုတင်ပြီးတော့စိတ်ကူးမနေဘူးပေါ့နော်ဟုတ်လားတကယ်အလုပ်တစ်ခုအနေနဲ့ဘုန်းတို့လုပ်မယ်ပြောမယ်ဆိုရင်တော့ဘယ်အရင်စမလို့စိတ်ကူးကအရင်စမယ်ပေါ့နော်အဲ့ဒါလိုလှုပ်ကြပြီးပြောရပြီဆိုရင်လည်းများသောအားဖြင့်ပုထုဇဉ်တတ္တဝါတွေဟာနော်လောဘနဲ့လှုပ်ကြတာဒေါသနဲ့လှုပ်ကြတာများတယ်လောဘနဲ့ပြောကြတာဒေါသနဲ့ပြောကြတာများတယ်အဲ့ဒါလိုအကောင့်ထဲဖော်ပြီးတော့ပြောလာပြီးလှုပ်လာပြီးဆိုတာကိုဘယ်လိုတင်စားတာတော့မီးလောင်နေတယ်လို့တင်စားတာနော်အဲ့ဒါခန္ဓာကိုယ်ကြီးကမီးလောင်အိမ်ကြီးဆိုတဲ့ဥစ္စာကိုစောတော်တော်ကနော်တေဇောရဲ့အကြောင်းကိုသိပြီးတော့တကယ်ကိုလောင်နေတာအဲ့ဒီဥစ္စာရုပ်ပိုင်းဆိုင်ရာမှာဟုတ်လားစိတ်ပိုင်းဆိုင်ရာမှာမီးလောင်တာဘလို့လောင်နေတာတော့အခုပြောတဲ့နော်နေ့မှာမီးလောင်နေဆိုတာအဲ့ဒါစိတ်ပိုင်းဆိုင်ရာကိုအဓိကရည်ရွယ်တာဘာမီးကိုရည်ရွယ်ခြင်းတယ်လို့ထင်လဲလောဘမီးဒေါသမီးမောဟမီးပေါ့နော်လိုချင်မှုကစိတ်ကိုပူလောင်စေတယ်ဟောမမြင်ရဘဲနဲ့ရှို့တာနော်သူကလေဟုတ်လားမကျေနပ်မှုကစိတ်ကိုလောင်ကျွမ်းစေတယ်အမှန်မသိမှုကလည်းစိတ်ကိုလောင်ကျွမ်းစေတာပဲဒါပေမဲ့သူကြတော့သိပြီးတော့မသိဘူးနူးညံ့တယ်နူးညံ့လို့မသိတာလည်းဖြစ်မယ်အမြဲတမ်းအလောင်းခံနေရလို့ကြတော့သိပြီးတော့မထူးတော့လို့ဒူပေတမေခံပြီးတော့မသိတော့တာလည်းဖြစ်မယ်ပေါ့နော်သိကြတာကတော့မောဟနဲ့နေရတာမသိမှုနဲ့နေရတာပူလောင်တယ်ဆိုတဲ့ဥစ္စာကိုဘယ်အချိန်မှသိနိုင်လဲဆိုတော့သိပြီးတော့အေးချမ်းတဲ့အချိန်မှသိနိုင်တယ်သဘောပေါက်လားမသိဘုံပြောတာသိပြီးတော့အေးချမ်းနေတယ်ဆိုရင်မသိရင်ဆန့်ကျင်ဘက်ဖဲဆိုတာကိုဘုံတို့တွက်လို့ရတယ်ဟုတ်တယ်မို့လားဒါကြောင့်လောဘဒေါသမောဟမီးလောင်တာကိုဒီနေရာမှာကာယကံမှုဝစီကံမှုကိုကြည့်ပြီးတော့အော်ဒီလူမီးလောင်နေတယ်ဆိုတာကိုသိနိုင်တယ်လို့ဒါကိုပြောတာဟုတ်လားဤခန္ဓာကိုတောင်းဖို့ဆိုလို့ညင်ကိုလုံမျိုးကြံစီပြိုးသည်အခုလူထွက်တော်ဟူ၏နေမူကိုနှုတ်ထိုလုံ၌အာထုတ်ခြင်းဆောင်မီးတောက်လောင်၏ဘုံကောင်ထိုထမြတ်ဖျားမူပုံနာเสียဟောမိတ်မာ၏တဲ့လေးခုမြောက်ပြဿနာနော်ဒီတောင်ပူကြီးကိုတူးလို့ခိုင်းတဲ့ဆရာဆိုတာဘယ်သူကိုပြောတာလဲဆိုတော့မြတ်စွာဘုရားကိုပြောတာတဲ့ဒါတွေအများကြီးဘုန်းဘုန်းတို့ရှင်းပြကြမလို့ပါဘူးဟုတ်လားအဓိကကြတာလေးတွေကိုဘုန်းဘုန်းတို့အများကြီးအကျိုးရှိဖို့ကိုယ်အလုပ်လုပ်နေတဲ့အလုပ်နဲ့အထောက်အကူပြုမဲ့အကြောင်းအရာလေးတွေကိုပဲဦးစားပေးပြီးတော့ပြောတာပေါ့နော်ဟိုဒီအကြောင်းအရာကိုလည်းပြောမယ်ဆိုရင်တော့ပြောလို့တော့ရနေတာပါပဲနော်ဆရာဆိုတာမြတ်စွာဘုရားနော်ဒီတောင်ပူကြီးကိုတူးလို့ရှိရင်ငကားဆိုတဲ့နော်တန်ဖိုးဖြတ်လို့မရတဲ့အခြေအနေတရက်ကိုဘုန်းဘုန်းတို့တွေ့နိုင်တယ်ရောက်နိုင်တယ်အဲ့ဒါကိုရောက်မယ်ဆိုတာကိုသိလို့မြတ်စွာဘုရားခန္ဓာကိုယ်ရဲ့အကြောင်းကိုအမှန်သိအောင်တူးလို့ခိုင်းတာတူးဆွကြည့်ခိုင်းတာဘာတွေရှိတော့ဆိုတာနော်ဘုံကောင်ထိုထမြတ်ဘုရားမူပုံနာเสียဟောမိတ်မာ၏ယောဂဝဆရပုဂ္ဂလမူတိတ်တဉာဏ်ရှိစံတပြည့်တည်းတဲ့တိတ်တဆိုတာပါဠိလိုဗမာလိုတပည့်ကိုပြောတာပါပဲဟုတ်လားစောတော်ကထက်မြက်တဲ့အစွမ်းစားရှိမယ်လို့ထင်တဲ့တပည့်ကိုဆရာကြီးဟာနော်လက်နဲ့အပ်ပြီးတော့မလုပ်ခိုင်းတော့တောင်မူကြီးကိုတူးခိုင်းတယ်အဲ့ဒါတပည့်ဆိုတာယောဂဝဆရတဲ့နော်ယောဂဝဆရဆိုယောဂီပေါ့ဟုတ်လားနော်စစ်မှန်တဲ့နော်သူတော်ကောင်းတရားကိုတွေ့ပြီးတော့သိပြီးတော့
စစ်မှန်တဲ့ချမ်းသာကိုရခြင်းနဲ့စိတ်နဲ့မှန်မှန်ကန်ကန်အထုတ်နေရတဲ့ပုဂ္ဂိုလ်တွေကိုဒါယောဂဝဆရာလို့ခေါ်တာဟုတ်လားချမ်းသာခြင်းကြတဲ့နိမန္တမှန်ကြိုးစားနေရတဲ့ပုဂ္ဂိုလ်တွေကိုဒါတပည့်လို့ပြောတယ်နော်ယောဂဝဆရာပုဂ္ဂလမှုသိတ္တဉာဏ်ရှိစန္ဒပိတိဝိပဿနာမဲ့ပညာကထက်စွာအသွားတန်လျက်ထားသည်တဲ့နော်ဆရာကတပည့်ကိုလက်နဲ့အပ်ပြီးရော့ဒီတောင်ပူကြီးကိုတူလက်နဲ့ဆိုတာဆရာတော်ကြီးကကာယံကြိုက်အောင်လို့သူကတန်လျက်လို့ပြောလိုက်တာအမှန်တော့တရွင်းလို့သူစဟောတာတယ်မှာအဲ့လိုတရွင်းနဲ့တူးမယ်မဟာကြီးဆိုကြီးကတော့ပေါက်တူးလို့အဲ့လိုလေးပြောတယ်ပေါက်တူးကပိုးတောင်သဘာဝကြာသေးတယ်ဟုတ်လားတူးပြီဆိုမှတော့ပေါက်တူးကြီးနဲ့တူးမှာပေါ့ဒါပေမဲ့တချို့ဟာလေးတွေကြတော့လည်းပဲဓာတ်နဲ့တူးဆွတာလေရှိတာပါပဲဘာနဲ့ပဲတူးတူးအဓိကကတော့ဘုရားကဘယ်လိုဟောတာတော့တတ္ထဆိုတာလက်နဲ့ပဲလက်နဲ့တစ်ခုခုလက်နဲ့တူးလို့တော့မရဘူးနော်ဓာတ်ဖြစ်ခြင်းဖြစ်မယ်ပေါက်ပြားဖြစ်ရင်ဖြစ်မယ်တရွင်းဖြစ်ရင်ဖြစ်မယ်ဘာပဲဖြစ်ဖြစ်ပေါ့ဟုတ်လားအဲ့ဒီလက်နဲ့ဆိုတာဘာကိုပြောတာတုံးဆိုတော့ဝိပဿနာမဲ့ပညာကထက်စွာအသွားတန်လျက်သားတယ်ဟုတ်လားအမှန်ကန်သိတဲ့မြင်တဲ့ယထာဘုဒ္ဓဉာဏ်နော်ဆိုရပါစို့စောတော်တုန်းကနော်ဘုံဘုံတို့ဒီမဟာဗုဒ္ဓကြီး၄ပါးကိုမြင်အောင်ကြည့်တယ်ပေါ့နော်မြင်အောင်ကြည့်တယ်သတိလေးထားပြီးတော့မြင်အောင်ကြည့်တယ်မြင်လာပြီဆိုရင်သူဘာလာမလို့ဆိုတော့ပညာလာလိမ့်မယ်ဘယ်လိုပညာလာမှာတော့ဆိုတော့အခုဒါတွေ့ရတယ်နောက်တစ်ခါဒါမဟုတ်တော့ဘူးနောက်တစ်မျိုးပေါ့နော်စောတော်ကတွေ့ရတဲ့ဒါမရှိတော့ဘူးအဲ့ဒါကိုအကျဉ်းမြင်လေးကောင်းကောင်းသဘောပေါက်အောင်အရှင်ဘာလုပ်ထားမလို့စိတ်ထဲမှာလိမ္မာကျွမ်းကျင်အောင်စဉ်းစားထားတွေးတောထားနားလည်ထားတကယ်ကြည့်တဲ့အခါမှာအဲ့ဒီဥစ္စာအများကြီးအထောက်ကိုပြုလိမ့်မယ်ပေါ့နော်အနိစ္စကိုမြင်တဲ့သဘောလေးကိုပြောကျင်တာဟုတ်လားအဲ့လိုအနိစ္စကိုမြင်တာကိုဘာလို့ခေါ်တော့ဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမြင်တဲ့ယထာဘုဒ္ဓဉာဏ်ဒါပညာပဲဒါလက်နဲ့ပဲအဲ့ဒီလက်နဲ့တူးရမှာဒီခန္ဓာကိုယ်ကြီးဟူသောတောင်ပူကြီးကိုနော်ဝိပဿနာမဲ့ပညာကထက်စွာသောတန်လျက်ဓာတ်တွေကြိုးစားလုံးလဝရိယထံဖြင့်အားထုတ်ခြင်းကိုတူးခြင်းခေါ်ရာလက်နဲ့ကိုကင်ထားယုံနဲ့လည်းပဲမရသေးဘူးဟုတ်လားဒါကိုထက်ကဖြစ်အောင်ကြိုးမအားထုတ်တယ်အနိစ္စကိုမြင်တယ်အခုဒီဟာဖြစ်နေတာမရှိတော့ဘူးနောက်ထပ်ပြီးတော့ဖြစ်ပြန်တယ်မရှိတော့မြင်တယ်ဒီမြင်မှုကလေးကိုရက်တက်မသွားအောင်ဘာလို့မလို့အားထုတ်တယ်ကြိုးစားတယ်အဲ့ဒါတူးနေတာတူးတယ်ဆိုတာဝရိယကိုပြောတာတဲ့ဘာနဲ့ပေါင်းပြီးတော့အလုပ်လုပ်နေတာတော့ပညာနဲ့ဝရိယနဲ့ပေါင်းပြီးတော့အလုပ်လုပ်တဲ့သဘောနော်လက်နဲ့တူးတယ်အမှန်သိမှုကိုထက်ကဖြစ်အောင်ကြိုးစားတယ်ဘယ်သူရှေ့သွားပြုရမှာဆိုတော့တတိရှေ့သွားပြုရမယ်ဟုတ်လားတတိကိုတော့ဒီထဲမှာပြောထားတာမရှိဘူးဟုတ်လားသို့တော်လည်းပဲဒီဓာတ်နဲ့တူးတယ်ဆိုတာထဲမှာတတိကတော့တေချာပေါက်ပါတယ်ဆိုတာကိုတော့မလုပ်ထားမှာတော့နားလည်ထားရမယ်ဟုတ်လားဝိပဿနာမဲ့ပညာကထက်စွာသောတန်လျက်ဓာတ်ဒီစူးစမ်းလုံးလဝရိယထံဖြင့်အားထုတ်ခြင်းကိုတူးခြင်းခေါ်ရဟုတ်ပြီရှေ့ဆက်တွေ့မဲ့အရာလေးတွေကဘ ဟုတုတလေးတွေပဲဟုတ်လားတောင်မူကြီးကိုတူးတဲ့အခါကျတော့ပထမဆုံးဘာတွေ့တာတော့တကားမင်းတုတ်ကြီးတွေ့တယ်တဲ့မြတ်စွာဘုရားမင်းတုတ်ဆိုတာဘာပြောတာလဲဆိုတော့မြတ်စွာဘုရားမင်းတုတ်ဆိုတာအဝိဇ္ဇာမတိမှုရဲ့နာမည်တဲ့ဟုတ်လားအဝိဇ္ဇာကပိတ်ကာမင်းတုံစတနုံဒီလို့ဆိုတော့ကြီးအဲ့လိုလေးကြီးတယ်သူကတပုတ်လုံးကိုရှေ့ပြဿနာနဲ့နောက်ပြဿနာကိုကာယံကတခါတည်းဆက်ပြီးသားတပုတ်သေးပဲသူကအဲ့လိုပေါင်းရေးတာနော်ဘုံအောင်ထိုထားမြတ်ဖျားမှုပုံနာเสียဟောမိတ်မာယောဂဝဆရာပုဂ္ဂလမှုသိတ္တဉာဏ်ရှိစန္ဒပိတိဝိပဿနာမဲ့ပညာကထက်စွာသွားတန်လျက်ဓာတိဝရိယထံဖြင့်ကြိုးစားလုံးလဝရိယထံဖြင့်အာထုတ်ခြင်းကိုတူးခြင်းခေါ်ရာအဝိဇ္ဇာကပိတ်ကာတနုံစန္ဒပိတ်ကာမင်းတုံစန္ဒနုံဒီဟုတ်လားအဲ့တော့သစ္စာလေးပါးကိုမသိတဲ့အဝိဇ္ဇာကိုတကားမင်းတုံမသိမှုမင်းတုံကြီးချထားတယ်ဆိုရင်တကားပေါက်ကြီးပိတ်ထားလိုက်ပြီးထဲထဲဘာရှိတယ်ဆိုတာမသိရဘူးကိုကအထဲထဲမှာနေလဲပြင်မဲ့မှာဘာရှိတယ်ဆိုတာမသိရဘူးအကုန်လုံးကချားထားတယ်ပေါ့နော်ဘာမှမမြင်နိုင်တော့ဘူးမတွေ့နိုင်တော့ဘူးဟုတ်လားသစ္စာလေးပါးကိုမသိတဲ့အဝိဇ္ဇာအဲ့ဒါကိုမဟာစီစောကြီးရဲ့ဘုံဘုံကဒီဝမိကတုတ်တံနှစ်အုပ်တောင်ရှိတယ်စောကြီးဟောထားတာတေတေချာကြည့်တဲ့အခါကျတော့စောကြီးကဒီအဝိဇ္ဇာကိုသူကနော်ဘယ်အဝိဇ္ဇာကိုပြောရင်တာလဲဆိုတော့တရားအထုတ်နည်းကိုမသိတဲ့မသိမှုကိုဆိုလိုတာတဲ့အဝိဇ္ဇာသူ့အဆင့်နဲ့သူ့အဆင့်နဲ့သူရှိတယ်တရားဘယ်လိုအထုတ်ရတယ်လဲဆိုတာမှမသိဘူးဆိုရင်ဒီလူဟာနော်အမှန်တရားကိုမသိနိုင်ဘူးအမှန်တရားမသိဘူးဆိုရင်စစ်မှန်တဲ့ချမ်းသာကိုမရနိုင်တော့ဘူးသူကအရင်ဦးဆုံးပိတ်ထားတာပဲနော်တစ္ဆာလေးပါးကိုမသိတဲ့အဝိဇ္ဇာဆိုတာနောက်မှထပ်ပြီးတော့ဖွင့်ရမယ်တကားပေါက်တစ်ပေါက်ပေါ့နော်ပထမဦးဆုံးဖွင့်ရမယ်မင်းတုတ်ကဘယ်မင်းတုတ်တုံးဆိုတော့တရားဘယ်လိုအားထုတ်ရတယ်လဲဆိုတဲ့နီလန်းကိုမသိတဲ့သဘောကိုဘုံဘုံတို့အရင်ဖယ်ပြရမင်းတို့ကြီးကိုဖယ်ပြလိုက်ဆိုတော့အဲ့ဒါကိုအရင်ဖယ်ရမယ်သဘောကျနော်ဆရာတော်ကြီးရဲ့
နော်ပြောတာတွေကအရင်ကောင်းတယ်ဟုတ်လားအဲ့တော့မသိမှုဟာတကားမင်းတို့ပဲချက်ချထားရင်ဘာမှမသိတော့ဘူးအဲ့ဒါသွားပြီဟုတ်လားဒါမှမဟုတ်ဘုန်းဘုန်းတို့ဘယ်ကနေစမလို့ဆိုတော့နော်ဒီတရားနာတဲ့ကိစ္စစာပေဖတ်ရှုတဲ့ကိစ္စဘုရားရဲ့အဆုံးအမတွေကိုအရင်ကြားဘူးနာဝရှိအောင်လုပ်တဲ့ကိစ္စကနေပြီးတော့အရင်စရမယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီကနေတဖြည်းဖြည်းနဲ့တက်လာတာနော်အခုတရားအထုတ်တယ်ဆိုတာဘာမှမသိသေးတဲ့လူတွေကဘုံဆိုဆက်ပြီးတော့တရားအထုတ်တယ်ဆိုတာဖြစ်နိုင်သလားတရားအထုတ်တဲ့တယ်ဆိုတဲ့အမြင်ရှိမှတရားအထုတ်တရားအထုတ်တဲ့တယ်ဆိုတဲ့အမြင်ဘယ်ရရတရားနာတာတရားစာပေဖတ်ရှုတာဒီကနေရတယ်တရားဟောစီကကြားလိုက်တာသိလိုက်တာဟုတ်တယ်မဟုတ်လားနော်အဲ့ဒီကြတော့မှတရားအထုတ်တယ်ဆိုတာအဲ့အထုတ်မယ်ဆိုရင်တော့မှအထုတ်နည်းကိုတော့ဘာလို့ရမလို့လေ့လာရအောင်မယ်ဟုတ်လားဒါကြောင့်အဲ့ဒီအဝိဇ္ဇာအရင်ဥဆုံးနော်ဖယ်ရှင်းလင်းပြရမယ်ပြဿနာပဲဒါသူ့ကိုအရင်ဥဆုံးတွေ့တယ်လို့ပြောတာဟုတ်လားခန္ဓာကိုယ်တောင်ပူကြီးကိုတူးလိုက်တာစစရင်ဘာတွေ့တော့ဘာမှမသိတာကြီးတွေ့ဟုတ်တယ်ကြည့်လိုက်နော်ကိုသိအောင်လုပ်လေငါဘာမှသိမသိပါလားမသိပါလားဆိုတာကြီးကထင်ရှားလာတဲ့အပိုင်းလေးတွေရှိတတ်တယ်နော်တခါတလေမှာဟုတ်လားအဲ့ဒီမသိတာကြီးကိုဘာလို့ပြင်မလို့ဖယ်ပြရမယ်သိမှုနဲ့အစားထိုးရမယ်လောက်ပါများလာရင်သိလာမှာပေါ့ဟုတ်လားအဝိဇ္ဇာကပိက္ခမေနုစတနုံတိဟုံတက်ကြွမြက်ကောဓမှုဖားပွားဟုပြီတဲ့သောတော်ဘုံဘုံပြောရတယ်ဖားလေးကထိလေးကြီးလေးစိတ်ကအလွန်ကြီးတာဟုတ်ကြီးပြီးတော့ဘာဖြစ်သွားအောင်ဆိုတော့ तू ပျက်စီးတာပဲဟုတ်လားဒေါသဆိုတာကိုဖြက်စီးဖို့ကိုဆင်းရဲအောင်နှိပ်စက်ဖို့ဖြစ်လာတဲ့အရာပဲဒါပေမဲ့ဘုန်းဘုံတို့ကစိတ်တူပြီးဟေးဆိုရင်နောက်ကဘာလေးကပါလာတော့ဆိုတော့စိတ်တူတဲ့လို့တူတာဆိုတာလည်းပါလာတယ်ဟုတ်လားအဲ့ဒီမှာ तू မလျှော့ခြင်းတော့ဘူးသိလားသူ့ကိုအဲ့ဒီအချိန်မှာစိတ်မတူဖို့လာပြောရင်တော့မှမင်းကမင်းမဖြစ်သေးလို့ပြောတာငါကတော့ဒါတူတဲ့လို့ကိုတိုးနေတာတူတာတောင်နည်းနည်းနဲသေးတယ်ဆိုပြီးတော့ तू ကဒေါသဘက်ကပဲဘာလုပ်နေလဲရှေ့နေလိုက်နေဒေါသဘက်ကပဲရှေ့နေလိုက်နေဘလို့မှငြိမ်းအေးတယ်အကြောင်းမရှိဟုတ်လားတကယ်တမ်းကဒေါသဆိုတာဘာအကျိုးမှမရှိပူလောင်မှုတက်ပဲစဉ်းစားကြည့်နော်ဘုန်းတို့စိတ်တူတယ်ဘာလို့တူတော့ကိုဖြစ်ချင်တာမဖြစ်လို့တူတာကိုမဖြစ်ချင်တာဖြစ်လို့တူတာဒီနှစ်ခုပဲအဓိကအဲ့တော့ကဲဟုတ်ပြီစိတ်တူတယ်မင်းဖြစ်ချင်တာတွေမဖြစ်လို့တူတယ်ဆိုတော့စိတ်တူတော့မင်းဖြစ်ချင်နေတာဖြစ်လာမှာလားဆိုတော့ဖြစ်လာမှာလားစိတ်တူလို့သာဖြစ်မယ်ဆိုရင်တော့တူနေကြရုံပဲဟုတ်လားနော်ကဲမဖြစ်ချင်တာတွေမဖြစ်ဘူးဆိုတော့မဖြစ်ချင်တာတွေရောကိုစိတ်တူတာနဲ့မဖြစ်ဘဲနေမှာလားမဖြစ်ချင်တာတွေဖြစ်လို့စိတ်တူလည်းပဲဖြစ်เสียအကြောင်းရှိရင်တော့ဖြစ်မှာပဲကိုဖြစ်ချင်တာတွေမဖြစ်လို့စိတ်တူလည်းဖြစ်เสียအကြောင်းမရှိရင်တော့ဖြစ်မှာမဟုတ်ဘူးအဲ့တော့စိတ်တူခြင်းကကိုဖြစ်ချင်တာကိုဖြစ်ဖို့လည်းပဲအကျိုးမပြုဘူးကိုမဖြစ်ချင်တာကိုမဖြစ်ဖို့လည်းပဲအကျိုးမပြုဘူးသူကဘာအကျိုးမှမပြုဘဲနဲ့တက်စိတ်ကိုပူအောင်လောင်အောင်လုပ်တယ်ပထမဦးဆုံးပြီးရင်ဘာလုပ်ဦးမလို့ထင်တယ်နော်မှားတဲ့အပြောမှားတဲ့အလုပ်တွေနဲ့အနာဂတ်မှာပြဿနာပေါင်းစုံကိုခြံထားခဲ့မှာ तू ကစာပိုင်းတော့မြှောက်ပေးတာလေ तू ကအဲ့ဒါကိုကအဟုတ်ထင်ပြီးတော့ခြားတာဒေါသမှာအဲ့ဒီမြှောက်ကားလှုပ်တဲ့သဘောလဲနောက်ကတွန်းအားနေနဲ့ပါတယ်ဒါမှမဟုတ်ဆုံးလုံးစလို့ကြီးကဟောတာပေါ့နွားနှစ်ကောင်ခွေဟာတရှူရှူတရှဲရှဲနဲ့ခွေအားရပြီဆိုတော့ဂျိုလေးတစ်ခါကခေါင်းလေးတစ်ခါကသွေးတန်တည်းနဲ့ဘယ်သူပဲခံရတော့ကိုပဲခံရတာနော်ဟုတ်လားဆရာကြီးပြောတာရှင်းနေတာပဲနော်အဲ့တော့ဘုန်းတော်ကစိတ်တွေကတက်ကြွမာနတွေကမြှောက်ပေးတာရှိတယ်နော်လောဘတွေကမြှောက်ပေးတာရှိတယ်ဟုတ်လားအဲ့လိုမြှောက်ပေးတဲ့အခါကျတော့စိတ်တူကောင်းကောင်းနဲ့တူပြောရင်ရတယ်ပြောလှုပ်ချင်ရတယ်လှုပ်ပြီးတော့အဲ့ဒီပြဿနာတွေကဘယ်သူရှင်းရမှာကိုပဲရှင်းရမှာဟုတ်လားဒါကြောင့်ဒေါသဖြစ်တယ်ဆိုတာကိုယ်ကိုဖျက်ဆီးမဲ့အရာဖြစ်လာတာအဲ့ဒါကိုဘုံဘုံတို့ကနီလန်ပေါင်းစုံနဲ့ကြီးထွားအောင်လုပ်တာနော်မာနနဲ့ကြီးထွားအောင်လုပ်တယ်အဝိဇ္ဇာနဲ့ကြီးထွားအောင်လုပ်တယ်ဟဲ့ကြီးထွားလာပြီဆိုတော့မှဘာဖြစ်တော့ပိုးဆိုးလာခုနကတော့ဖားကလေးတဖြည်းဖြည်းနဲ့ကြီးလာတယ်ကြီးလာတဲ့အခါကျတော့ခြေတွေလက်တွေဟာမြေကြီးမထောက်ပြီးတော့ဘူးရန်သူလာလည်းမပြေးနိုင်တော့ဘူးအဲ့ဒါသူကအကျိုးမဲ့ပြက်စီးတာအဲ့ဒါမို့လို့တင်စားတာနော်ပြီးတော့ဒေါသရဲ့သဘောကအစအသေးသေးလေးပြီးရင်ကြီးထွားလာတဲ့သဘောဒါကိုလည်းပဲရည်ရွယ်ပြီးတော့ဒီဖားနဲ့ဥမာပေးတာဟုတ်လားဒါကြောင့်ကိုယ်ခန္ဓာကိုယ်ကိုဖြည့်ရဲရှားကြည့်တဲ့အခါကောင်းတာမတွေ့ရဘူးနော်မကောင်းတာတွေတွေ့ရဟုတ်လားမသိတာတွေစတွေ့လားမင်းတို့ကြီးတွေ့ဟုတ်လားပြီးတော့ဗာတွေ့တော့ဖားဘွားတွေ့တယ်အဲ့ဒါကလောထုတ်နိုင်ဖို့အရေးကြီးတာလွန့်ပြစ်နိုင်ဖို့အရေးကြီးတာနော်လွန့်ပြစ်တယ်ဆိုတာအဓိပ္ပာယ်မျိုးမျိုးရှိတယ်ပယ်ပြစ်လိုက်တဲ့အနည်းနဲ့လွန့်ပြစ်ရတာရှိတယ်လို့သူ့အပေါ်မှာဆွဲလန်းနေတဲ့ကက်ညိနေတဲ့လောဘကိုမဖြစ်စေသောအဖြစ်လွန့်ပြစ်တဲ့နည်းလည်းရှိတယ်လိတ်ကြတော့အဲ့ဒါကိုပြောရမယ်လိတ်ကခန္ဓာ၅ပါးကိုပြောတာပါနော်ထားပါတော့အဲ့ဒီမရောက်သေးဘူးနော်တရားကအဝိဇ္ဇာကပိက္ခမေနုစန္ဒနုံတိဟုံတက်ကြွမြက်ကောရမူဖားပွားဟုပြီးယုံမရှိသာဝိသိကိစ္စလမ်းနှမရီတဲ့ဖားတွေ့ပြီးတော့လမ်းနှစ်ခွတွေ့တယ်ဟုတ်လားလမ်းနှစ်ခွဆိုတာဘာတုံးဆိုတော့ယုံမရှိသာဝိသိကိစ္စလမ်းနှမရီတန်တရားကိုပြောတာ
အမှန်တရားနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်မချနိုင်ဘူးသူကဟုတ်လားဟုတ်တယ်လို့မဟုတ်တယ်လို့တခါတည်းဇဝေဇော်ဟာနဲ့နော်သူကလည်းပဲဘယ်လိုပြောနော်ဘေးကကြည့်ရတာအလွန်ကိုအားမလို့အားမရဖြစ်เสียကိစ္စကြီးပဲနော်တန်တရားဟောအဲ့တော့လက်နှခွဆိုပြီးတော့မြတ်စွာဘုရားခဏခဏဥမာပေးတယ်ဘာလို့လက်နှခွနဲ့ဥမာပေးတာတုံးဆိုတော့အကြံဉာဏ်လေးဖုံဖုံပြောမယ်နော်အလွန်ကြွယ်ဝတဲ့ကုံတယ်တယောက်ယတနာပစ္စည်းများစွာနဲ့လန်ခီသွားတယ်ဟုတ်လားအဲ့ဒီမှာတည်င်းရတယ်တဲ့နော်ကုံတယ်ဒီလန်းကနေသွားလို့တခိုးတွေမြတွေကနော်အဖိုးတန်ယတနာပစ္စည်းတွေကိုလူယူဖို့နောက်ကလိုက်လာတယ်လို့တည်င်းရတယ်အဲ့တည်င်းရတဲ့ခါကျတော့သူမြန်ရန်သူတွေရဲ့လက်ကလွတ်အောင်ရှေ့ကနေပြေးတယ်ပေါ့သွားတယ်အဲ့လိုသွားနေတော့နော်အရေးကြီးသွားနေတော့ဘွားဆိုလမ်းကနှစ်ခွတွေ့တယ်ဘယ်တလန်းညာတလန်းရွေးချယ်လိုက်လို့ရှိရင်တော့သူဇရာပြတ်တယ်ပေါ့ဒါပေမဲ့သူမရွေးနိုင်ဟိုလန်းသွားမလို့ဒီလန်းသွားမလို့ရက်ပြီးတော့နော်စဉ်းစားကနေထုတ်နေတယ်ဘယ်သူမှီးလာမလို့နောက်ကရန်သူမှီးလာတယ်တဲ့အဲ့ဒါလေးကိုဥမာပေးတာနော်ရန်သူမှီးလာပြီဆိုရင်အ ਨੇ ဆုံးတော့သူ့ယတနာပစ္စည်းတွေအလုခံရမယ်အခက်မသိရင်အသက်ခံရမယ်အဲ့တော့ဘုန်းဘုန်းတို့ကဒီသေဘေးနှိပ်စက်လို့နော်ပြေးနေရတယ်ဘဝပြေးနေရတဲ့သဘောပဲအခွင့်အရေးလေးတွေကကုံရင်နဲ့သွားနေတာဘာလို့ဆိုကောင်းတာကိုလုံနိုင်တဲ့အခွင့်အရေးလေးတွေကနော်အချိန်တိုင်းဘာလုပ်နေတော့ကုန်းနေတယ်ဟုတ်လားအဲ့ဒါကိုကတန်တရားတွေဖြစ်နေဟုတ်မှဟုတ်ရဲ့လားဘာလားညာလားဆိုတော့လှုပ်ဖို့အချိန်တွေဘာဖြစ်သွားတော့ကုန်းသွားတာလှုပ်ဖို့အတွက်အချိန်မရလိုက်ဘူးအဲ့ဒါတန်တရားတွေမကဘဲနဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေဘာတွေချမယ်ဆိုလို့ရှိရင်တော့သူအသက်ဆုံးတဲ့သဘောမျိုးဖြစ်ပြီပေါ့နော်တန်တရားတွေဝင်နေတယ်ဆိုရင်အဲ့ဒီချိန်မှာသူ့ပါလာတဲ့နော်ယတနာဥစ္စာပစ္စည်းနဲ့တူတဲ့နော်သူတော်ကောင်းတက်ကလေးတွေလည်းပဲကုံသွားတတ်သေးတယ်အကုသိုလ်ဖြစ်တော့တာဟုတ်လားဒါကြောင့်မို့လို့ဝိသိကိစ္စလမ်းနမဝရီလို့ဒီလိုမြတ်စွာဘုရားဟောတာတဲ့ယုံမရှိတာဝိသိကိစ္စလောနဝရီငါးပြနိဝရဏရေစစ်ပြလို့တဲ့ဟောသောတော်ဘုံဘုံပြောတယ်ဆက်ပြရေစစ်နော်ရေစစ်နဲ့ဘာလို့နိဝရဏတရား၅ပါးကိုဥမာပေးတာတော့ဆိုတော့နိဝရဏတရား၅ပါးဖြစ်လာလို့ရှိရင်ဘယ်ကုသိုလ်မှအဲ့ဒီချိန်မှာမတည်နိုင်ဘူးတဲ့ဒါကြောင့်တရားစခန်းစတော့ကအကုသိုလ်လို့ကောင်းပြောခြင်းတယ်ဆိုရင်နိဝရဏတရား၅ပါးကိုပြောလိုက်ကေဝလောဟာယံဘိက္ခွေအကုသလရာတိနံနော်ယရိဒံပင်စနိဝရဏဒီနိဝရဏတရား၅ပါးဟာတက်အကုသိုလ်အစုဖြစ်တယ်လို့အဲ့လိုပြောတာဟုတ်လားအခုဒီမှာရေစစ်နဲ့ဥမာပေးတာဘာလို့ तू ကဘယ်နေရာလေးကတူတာကိုပြနေတာတော့ဆိုတော့ရေစစ်ထဲကိုနော်ရေသေးကြီးကအပေါက်ကျဲကြီးလေဘာတွေပဲလောင်းထဲလိုက်အဲ့ဒီရေစစ်ထဲမှာဘာတီးနေတယ်ဆိုတာဘာမှမရှိဘူးလောင်းချလိုက်သမျှရေဟာဟောင်းလောင်းပေါက်အကုန်လုံးယောဂနေဆင်းသွားတဘုံလုံးဆင်းသွားဘယ်နာလေးမှာဘာမှကတ်သက်ကျန်းနေတယ်ဆိုတာမရှိဘူးအဲ့ဒါနိဝရဏတရား၅ပါးဖြစ်လာပြီဆိုရင်ကုသိုလ်ဟာဘယ်နာလေးမှမတည်နိုင်ဘူးတဲ့အကုန်လုံးရောဆိုအကုန်ကျသွားမှာဆုံးရှုံးသွားမှာအဲ့ဒါကိုပြောတာဟုတ်လားကုသိုလ်လေးအကတ်အသက်ကလေးတောင်ညက်တက်ပြီးတော့တီးနေတာကျန်းနေတာမရှိဘူးလို့ပြောတာအဲ့ဒီရှုထောင့်ကနေပြီးတော့ तू ကနော်နိဝရဏတရား၅ပါးကိုနော်ရေစစ်နဲ့တူတယ်လို့ပြောတာအဲ့တော့နိဝရဏတရား၅ပါးကိုတော့ဘုံဘုံကရှင်းပြနေတရားရှင်းတော့မှအချိန်ကသိမ့်ကြံတော့နော်ငါးမြာနိဝရဏရေစစ်ပြလို့ပြင်စဥပါဒနခန္ဓာကိုပမာလိပ်ပုံဟောမိတ်တုံရှင်းတယ်ဒါကတော့ပုံတရံလေးတူလို့ဘုန်းတို့ခန္ဓာကိုယ်ကြည့်ပြီးဒီသတိပဋ္ဌာန်လုပ်ငန်းစဉ်လုပ်ကြပြီဆိုလို့ရှိရင်တကယ်ဉာဏ်ထက်လာတဲ့အခါမှာနော်ဒီခန္ဓာကိုယ်အစု၅စုအနေနဲ့ထင်မြင်လာနိုင်တယ်ပေါ့နော်။အော်ရုပ်အစုကြီးကတစုပါလား။ဟုတ်လား။ခံစားမှုကြီးကတစုပါလား။ဘာပဲညာပဲမှတ်သားထားပြီးတော့လိမ္မာကျွမ်းကျင်ထားတာအမှတ်တွေအထင်တွေကတစုပါလားသိညာ။ကောင်းတယ်ထင်ရင်လောဘနဲ့တုံ့ပြန်မကောင်းမှုထင်ရင်ဒေါသနဲ့တုံ့ပြန်တစ်ခါတလေကြာတော့လည်းကုသိုလ်စိတ်ကလေးတွေနဲ့တုံ့ပြန်စိတ်ရဲ့တုံ့ပြန်မှုသင်္ခါရတရားတွေကတစုပါလား။ဟုတ်လားဒီမျက်စိလေးနဲ့အကြောင်းနဲ့တွေ့တိုင်းသိတယ်အတန်ကိုသိတယ်ဟာအနံ့ကိုသိတယ်ဆိုတာလေးဟာတစုပါလားနံတရားကိုဘယ်နှစုတောင်သူကွဲသွား၄စုကွဲသွားနော်ရုပ်တရားကိုကြတော့တစုတည်းပေါင်းလိုက်တယ်၅စုခန္ဓာကိုယ်ခြုံပြီးတော့ကြည့်လိုက်တဲ့အခါမှာ၅ပိုင်းပိုင်းပြီးတော့သူမြင်ရတယ်ပေါ့နော်လိတ်ကလေးဒါဥမာပေးတယ်ဆိုတော့အဲ့ဒီအဓိပ္ပာယ်ပဲဟုတ်လားတောင်၅တောင်ကျယ်လေးလို့ပေါ့ဟုတ်လားခန္ဓာကိုယ်ဒီဟူသောဘဝကိုကြည့်လိုက်တဲ့အခါမှာရုပ်တစုနံ၄စုမြင်ရတယ်သိရတယ်အဲ့ဒါကိုလည်းမြတ်စွာဘုရားဘာလို့ခိုင်းတော့ကလောပြစ်လိုက်ဥက္ခိပနော်သူ့ကိုကလောပြစ်လိုက်ထုတ်ပလိုက်လွှန့်ပလိုက်လွှန့်ပလိုက်ဆိုတာဘာပြောတာတော့သူ့ရဲ့အပေါ်မှာတွေ့တာကက်ညီတဲ့လောဘမဖြစ်စေနဲ့လို့ပြောတာအဲ့ဒါသူ့ကိုကလောပြစ်လိုက်လို့ပြောတာလွှန့်ပလိုက်လို့ပြောတာတဲ့နော်ပြင်စဥပါဒနခန္ဓာကိုပမာလိပ်ပုံဟောမိတ်တုံရှင်းအာယုံ၅ချက်ကာမဇက်မှုတန်လဲပုံတုံစစ်နေတုံးတည်တယ်ဒီမှာလဲတန်လဲလို့တွေ့တာဒါကကာယံကြိုက်အောင်ရေးထားတာအမှန်ကပါတော့တာလီဓာနဲ့စင်ဒီတုံးမိဖို့ကြောင့်ထဲမှာသုံးတဲ့တာလီဓာနဲ့စင်ဒီတုံးဒီဥမာဘုံဘုံအလွန်ကြိုက်တယ်နော်ကာမတရားကိုသူကနှစ်ပိုင်းခွဲပြီးတော့နားလည်ရမယ်ဝိထုကာမရဲ့ကိလေသာကာမရဲ့
ဝိထုကာမဆိုတာကမက်မောစရာကောင်းတဲ့အာယုန်တွေကိုပြောတာဟုတ်လားလူချင်းစရာကောင်းတဲ့အယောင်အတန်အနတ်အရသာအတွေ့အထိ၅မျိုးကိုဒါဝိထုကာမလို့ပြောတာနောက်ကိလေသာကာမဆိုတာအဲ့ဒီဝိထုကာမရဲ့ပုံမှာမက်မောတာရကျင်တာလူချင်းတာနော်တွေ့ကျင်တာကြုံကျင်တာအဲ့ဒါကိုဘာခေါ်တော့ကိလေသာကာမလောဘပြဋ္ဌာန်းတဲ့သဘောပေါ့နော်အဲ့တော့လောဘဖြစ်ပြီဆိုလို့ရှိရင်ဘုန်းတော်ကဆင်းရဲတယ်အဲ့ဒါကို तू ကဘလို့ထင်ရှားအောင်ပြောတော့ဆိုလို့ရှိရင်ဘုန်းတော်တခုခုမြင်လိုက်တယ်ဒါကိုကြိုက်သွားတယ်ဟောဝိထုကာမကိုတွေ့လိုက်လို့ကြိုက်သွားတယ်ဆိုတဲ့ကိလေသာကာမဖြစ်တယ်အဲ့ဒါစိတ်ဟာဆင်းရဲတယ်အဲ့ဒါဘာနဲ့တူတုံးဆိုရင်ဒီဝိထုကာမဆိုတဲ့အာယုံကစင့်တီတုံးလိုချင်တယ်ရချင်တယ်ဖြစ်ချင်တယ်လို့ဆိုတဲ့လောဘကဘာတုံးဆိုတော့တာလိတာဟုတ်လားအဲ့ဒါစိတ်ကလေးကအဲ့ဒီပေါ်မှာတင်ထားတဲ့လှီးเสียတခုခုပေါ့နော်ဟုတ်လားအာယုံဒီဟူသောစင့်တီတုံးပေါ်ကိုတင်ပြီးတော့လောဘဒီဟူသောဓာတ်နဲ့အဲ့ဒါရိတ်ပါပါလေးလှီးခံတယ်အမြဲလှီးခံတယ်နော်အလှီးခံတယ်ဒီဟာကတော့လောဘဖြစ်တာစိတ်ကိုပါပါလေးဓာတ်နဲ့လှီးတယ်လို့လှီးခံတယ်နှိပ်စက်ခံရတာပါလို့သိဖို့ဆိုတာကကိုယ်စိတ်ကိုအများကြီးမြင်အောင်ဆက်ပြီးတော့ကြည့်လိုက်နော်အကုန်လုံးကဒါတွေကသစ္စာတရားတွေအမှန်တရားတွေနောက်ရသော်ဘုရားဟောထားတယ်ဆိုတာအဲ့ဒါစိတ်ကိုကြည့်လောဘဖြစ်တာကိုမြင်အောင်ကြည့်လိုက်ဒေါသဖြစ်တာကိုမြင်အောင်ကြည့်ရင်ကြာလို့ရှိရင်နားလေလာနိုင်တယ်ဒီဒေသနာတွေကိုအော်ဟုတ်တာပါလားနော်လူချင်းမှုဖြစ်ရတာစိတ်ဘယ်လောက်နာသွားတော့အထူးသဖြင့်လောဘကိုတော့နောက်မှသိနိုင်မယ်နော်ဒေါသကတော့အရင်သိနိုင်တယ်နော်ဒေါသတော့နာယုံနေမကဘူးလောင်ကျွမ်းလွင့်ထွက်သွားအောင်ကိုပဲဖြည့်ဆည်းပြလိုက်တာသဘောပေါက်လားအဲ့တော့ဒီမှာနော်လောဘဖြစ်တယ်ဆိုတာလေးကိုသူကလှလှပပလေးတင်စားတာဟုတ်လားအာယုန်ဒီဟူသောစင့်တီတုံးပေါ်မှာတင်ပြီးတော့လောဘဒီဟူသောဓာတ်နဲ့အလှီးခံရတာလို့နားလေရပါနော်အာယုံ၅ချက်ကာမစက်မှုတန်လဲပုံတုံးစင့်တီတုံးဒီသားတုံးဟူပြီးဆွဲကန့်ကြည်သာနန္ဒီတာကစွန့်ခွာမလျင်အတော်ကင်းကယဟန္တာမူပမာဏကဟုတ်မိန်ကြသည်15ပြဿနာရက်ဒီတဲ့ဟုတ်လားသားတုံးဆိုတာတာတစ်ကလေးနန္ဒီရာကကိုပြောတာတဲ့နော်နန္ဒီရာကဆိုတာလောဘပါပဲနော်တချို့ဥမာတွေကလောဘကထထပြီးတော့ပါနေတာရှိတယ်နော်ရေစစ်ဆိုတဲ့နိဝရဏတရား၅ပါးမှာလဲကာမိသန္တာနိဝရဏပါလဲလောဘဟုတ်တယ်မဟုတ်လားလောဘနော်ဥပါဒณะခန္ဓာ၅ပါးထဲမှာလည်းပဲလောဘပါနိုင်တာပဲသင်္ခါရခန္ဓာထဲမှာပါနိုင်တယ်အာယုံ၅ချက်ကာမစက်မှုဆိုတာထဲမှာလည်းပဲလောဘပါတယ်အခုဒီမှာသားတုံးကိုသားတစ်ကိုလည်းဘာလို့ပြောတော့လောဘပြောတယ်ဒါပေမဲ့လောဘဆိုတဲ့နာမည်နဲ့မပြောဘဲနဲ့နန္ဒီရာဂဆိုတဲ့နာမည်နဲ့ပြောတယ်နန္ဒီဆိုတာနှစ်သက်တာရာဂဆိုတာဆွဲမဲ့တာနော်လောဘရဲ့အရင်နဲ့အဖျားလို့ဘုံဘုံကတော့အဲ့လိုလေးခုစိတ်ထဲမှာနားလည်ထားတယ်ပေါ့နော်နှစ်သက်တယ်ဆိုတာနည်းနည်းလေးလောဘအနှုတ်စားလေးပေါ့ဆွဲမဲ့တယ်ဆိုတာကြတော့ဟာမရမဖြစ်ဘူးဆိုတဲ့နေရာထိသွားတာသူကယာဂသဘောပေါ့နော်နန္ဒီရာဂလို့သုံးတယ်ဟုတ်လားအဲ့ဒီနန္ဒီရာဂဟာဘာလို့ဆိုအရာရာကိုကတ်ညိစိတ်ဆိုတာ तू ကောင်းတယ်ထင်တဲ့အရာတွေကို तू အကုန်လုံးလိုက်ပြီးတော့ကတ်တာပဲနော်ဘယ်တော့မှဝသွားပြီတော်ပြီဆိုတာမရှိဘူးနောက်ထပ်ကတ်ဆရာတွေ့ရင်ထပ်ကတ်မယ်ကတ်ဆရာတွေ့ရင်ထပ်ပြီးတော့ကတ်နေမယ်ဟုတ်လားသားတုံးရဲ့သဘောက तू အကတ်တယ်ဒီစီမပါဘဲနဲ့အိုးကင်းနဲ့ထည့်ပြီးတော့လှုပ်ကြည့်ပါလားနော်အကုန်လုံးတူးကတ်သွားတာဟုတ်လားအစိမ့်လေးတွေလည်းကတ်တဲ့သဘောရှိတယ်နှုတ်ဆင်းထားလို့ရှင်ပိုးတောင်ကတ်သေးတယ်ဒါရှုထောင့်တစ်မျိုးပြောတာမာစီစော်ကြီးကတော့အသားဆိုတာတဲ့တတ္တဝါတိုင်းကကြိုက်ကြလို့နော်ကြိုက်တဲ့သဘောနန္ဒီတာကလေးနဲ့တင်စားပြီးတော့ဟောတာလို့စော်ကြီးကတော့အဲ့လိုလေးရှင်းပြတယ်အဲ့ဒါအသေးစိတ်ပြောတာရှင်လေးတွေကလည်းအသားဆိုရင်ကြိုက်တာဘယ်ရောက်လာမှမသိဘူးတဲ့ခဏနေပွက်စိတ်ကလေးတွေကလည်းရောက်လာတာပဲတဲ့ဒီအသားကိုလူတွေကရောမကြိုက်ဘူးဆိုတော့ဟာလူတွေကလည်းကြိုက်တာပဲတဲ့နော်အသားမကြိုက်တဲ့တတ္တဝါရှိဘူးတဲ့အဲ့လိုလေးသူကပြောတယ်အဲ့ဒါသားတုံးဟူပြီးဆွဲကန့်ကြည်သာနန္ဒီတာကစွန့်ခွာမှလျင်အတောကင်းကယဟန္တာမူပမာဏကဟောမိတ်ကြသည်15ပြဿနာယတ္တိနော်နဂါးကိုတွေ့တယ်ဆိုနဂါးကိုပါတယ်တော့မထိပါနဲ့ဟုတ်လားနဂါးကိုပူဇော်လေဒီလိုခိုင်းတယ်ဟုတ်လားနဂါးဆိုတာအဲ့ဒါယဟန္တာကိုပြောတာတဲ့စောစောကတွေ့ခဲ့တဲ့ဒီအရာတွေကိုအကုန်လုံးကလောထုတ်နိုင်မယ်လွှန့်ပြစ်နိုင်မယ်နော်သူတို့ရဲ့ပုံမှာတဏှာလောဘကိုဖျက်တောက်ပြီးတော့စွန့်နိုင်မယ်ဆိုလို့ရှိရင်နောက်ဆုံးဘာဖြစ်သွားမှာလဲယဟန္တာဖြစ်သွားမှာပဲလေဟုတ်လားခန္ဓာကိုယ်ဒီဟူသောတောင်မူကြီးကိုနော်ဉာဏ်ပညာဒီဟူသောလက်နဲ့နော်ဝရိယဒီဟူသောတူးခြင်းဖြင့်တူးဆွကြည့်မယ်ဆိုလို့ရှိရင်ဒီတွေ့ရတဲ့ပစ္စည်းတွေကိုဘုန်းတို့မလုပ်နိုင်မလို့စွန့်လွတ်ပြစ်လိုက်နိုင်မယ်ပေါ့စွန့်လွတ်ပြစ်လိုက်နိုင်မှလဲသူကဆက်တူးလို့ရမှာဟုတ်နောက်ရှင်သူတို့ကခန်းနေမယ်လေဟုတ်လားဆက်တူးလို့နောက်ဆုံးနော်ပေါက်မြောက်အောင်တူးမယ်ဆိုရင်ဘယ်ရောက်သွားမှာတော့နဂါးကိုတွေ့တဲ့အဆင့်ရောက်သွားမယ်တဲ့အဲ့ဒီနဂါးကိုတော့ပူဇော်ပါလို့ဒီလိုလေးအဆုံးသတ်ထားဟုတ်လားဒါဖုံတရားဟောတာနော်တဏှာကြီးပြီးဖို့2မိနစ်ပဲလို့တော့နော်အဲ့တော့ဒါပါတော့ဝါမိကသုတ်တံတဲ့ဗ
လောက်ပြောနော်မကုံဆုံးနိုင်တဲ့အဓိပ္ပာယ်တွေရှိရနော်ဒါမလို့ဒီသုတ်တန်ကြီးကိုဟောတဲ့အခါမှာများသောအားဖြင့်3-4 နာရီလောက်5-6 နာရီလောက်ဟောကြတာများတယ်ဟုတ်လားတော့တစ်ခုကိုအများကြီးအဓိပ္ပာယ်တွေကချဲ့မယ်ဆိုလို့ရှိရင်ချဲ့လို့ရတာပေါ့ဒါပေမဲ့ကြည်ပြန့်နားလည်ဖို့ဟောဖို့လိုသလိုအချင်းချုပ်အနှစ်ချုပ်ကလေးတွေလည်းပဲဟောဖို့လိုမယ်လို့ဘုံဘွားထင်တယ်ခြုံငုံပြီးတော့တခါတည်းပိုင်နိုင်နားလည်သွားခြင်းအကျိုးကျေးဇူးရှိမယ်လို့ဆိုခြင်းတယ်ပေါ့နော်တစ်ခုကိုအကျေအသေးသေးပြောနေကြားတော့နောက်ပိုင်းကျတော့ဘာကိုဆိုလို့ဘာကိုဆိုလို့မှမသိရနဲ့ညံကမငုံမိတာမျိုးလေးတွေရှိတယ်ဒါကြောင့်တချို့ဒေသနာလေးတွေကအနှစ်ချုပ်တခါတည်းလဲနားလည်ဖို့သုံးသက်တတ်ဖို့အရေးကြီးတယ်ဟုတ်လားပိုင်နိုင်စိတ်ထဲမှာမှတ်သားနိုင်အောင်ဟုတ်လားအဲ့တော့ခန္ဓာကိုယ်ဆိုတာတောင်ဖို့ဆိုတာဘာကိုပြောတာတော့ခန္ဓာကိုယ်ကြီးကိုပြောတာညကိုအခုထွက်တယ်ဆိုတာတွေးကြံနေတာကိုပြောတာနေ့ကိုမီးတောက်တယ်ဆိုတာတော့လုံနေကိုင်နေပြောနေဆိုနေတာတွေကိုပြောတာဟုတ်လားဆရာဆိုတာမြတ်စွာဘုရားကိုပြောတာတပည့်ဆိုတာယောဂီယောဂဝဆရာပုဂ္ဂိုလ်တွေကိုပြောတာဟုတ်လားလက်နဲ့ဆိုတာဉာဏ်ပညာကိုပြောတာတူးတယ်ဆိုတာအားထုတ်တာကိုပြောတာเนาะဒီလိုအသိဉာဏ်တွေပဲထက်ဖြစ်အောင်ကြိုးပမ်းနေတာကိုပြောတာတူးပြီဆိုတော့မလိုလားအပ်တဲ့ပစ္စည်းအရာဘယ်နှမျိုးတွေ့တော့9မျိုးနောက်ဆုံးကြမှာ10ခုမြောက်ငကားကိုတွေ့မှာเนาะ9မျိုးကဘာတွေတော့မင်းတုပ်ရယ်ဖားပွားရယ်လမ်းနှခွရယ်ရေစစ်ရယ်လိတ်ရယ်เนาะစင်းဒီတုံးနဲ့တာလီတာရယ်တာတုံးရယ်ဟုတ်လားဒါလေးတွေကနော်တူတဲ့သဘာဝလေးတွေကိုစိတ်ထဲမှာနားလည်မှုကျေပြန့်အောင်လို့ဒါဥမာပေးလိုက်တာဟုတ်လားဒါကြောင့်မလို့ဒီသုတ်တံကိုဆက်ပြီးတော့လည်းပဲနော်တခြားနော်ဖွင့်ဆိုဟောထားတဲ့တရားတွေကိုလည်းလေ့လာပြီးတော့ကိုယ့်ရဲ့နားလည်မှုကိုမြင့်မားအောင်လုပ်နိုင်မယ်ဆိုရင်လည်းအများကြီးကောင်းမယ်ပေါ့ဟုတ်လားဒါဘုန်းဘုန်းတို့ကလည်းခဏဟောဥပါတယ်တစ်ခါဟောတာနဲ့တစ်ခါဟောတာလည်းချွတ်ချွတ်ကြည့်တော့မတူဘူးပေါ့ဟုတ်လားကိုယ်စိတ်ထဲတွေးမိတယ်လို့မြင်မိတယ်လို့လေးတွေပြောသွားတာဆိုတဲ့အခါကျတော့ဒါကတော့အချိန်ကလေးတနာရီအတွင်းမှာနော်ကျေပြန့်တဲ့အဓိပ္ပာယ်တွေကိုဘုံဘုံတို့ခြုံငုံပြီးတော့ပြောတာဆိုတော့ပြည့်စုံဖို့ကတော့မဖြစ်နိုင်သေးဘူးပေါ့နော်သို့တော့ဒီလောက်ကလေးသိရတယ်ဆိုရင်ကိုပဲဒီသုတ်တန်လေးကဘာကိုရည်ရွယ်တာဘာကိုနားလည်စေချင်တာဆိုတာလေးကိုတော့အဓိကကြတာတော့သိကြမယ်လို့ထင်ပါတယ်ဟုတ်လားကိုယ်ခန္ဓာကိုယ်ကြီးကိုဉာဏ်နဲ့တူးဆွပြီးတော့ကြည့်ရမှာပါဘာအတွက်တော့အမှန်ကိုနားလည်အောင်လို့ဟုတ်လားအနိစ္စကိုနားလည်ဖို့ဒုက္ခကိုနားလည်ဖို့အနတ္တကိုနားလည်ဖို့နောက်ဆုံးဒုက္ခသစ္စာဆိုတာကြီးကိုတကယ်သိသွားဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ခန္ဓာကိုယ်တောင်မူကြီးကိုဉာဏ်ပညာလက်နဲ့နော်ဝရိယနဲ့ဘာလို့ကြမှာတော့တူးကြရမယ်အဲ့ဒါသတိပဋ္ဌာန်တရားအားထုတ်နေတယ်ဆိုတာအဲ့ဒါအမြဲတမ်းဘာလို့နေတာတူးဆွပြီးတော့ကြည်နေတာတခုမဟုတ်တခုကတော့တွေ့ရပါလိမ့်မယ်ဟုတ်လားအဝိဇ္ဇာတွေ့ရင်လည်းတွေ့မယ်ဖားတွေ့ရင်လည်းတွေ့မယ်လိတ်ကတော့အမြဲတမ်းတွေ့နေမှာပဲဟုတ်တယ်မဟုတ်လားအဲ့ဒါလေးတွေကိုကိုလုံနေတဲ့အလုပ်ထဲမှာဒေသနာလေးတွေကိုချပြီးတော့စဉ်းစားနိုင်မယ်ဆိုရင်နော်တရားရဲ့အရာသာတစ်မျိုးရှိနိုင်တယ်ပေါ့ဟုတ်လားဒါကြောင့်နော်ကြိုးစားအထောက်ထားရတယ်ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း